မျက်ရည်တွေရေလိုသုံးဘဝနောက်ပိတ်ဆုံးဒီဇလန်းဟောတော့မယ်လို့ဆိုတော့ကျွတ်တို့ပြေတယ်ရပါလိမ့်မယ်ပြိဿပြေတယ်ရလိမ့်မယ်ဇပ်ပနဲ့ချရလိမ့်မယ်ဇပ်ပနဲ့ချကြစို့လို့ဆိုတော့ကျွတ်တို့မြတ်စွာဘုရားသာသနာမှာကျမ်းဂန်တွေထဲမှာထင်ရှားစွာခဏခဏတွေ့နေရတဲ့သာဝတ္ထိခေါ်တဲ့ရွှေမြို့တော်ကြီးမှာပေါ့အဲ့ဒီသာဝတ္ထိခေါ်တဲ့ရွှေမြို့တော်မှာအကျဉ်းလင်မရဘဝရဂါဇဇနီးမောင်နှံရှိတဲ့ပြိဿကြီးမှတ်ကြနော်ရဂါဇလင်လုံးတဲ့လူကအမေရှိမရလုံးတဲ့လူကမရှိဆိုလက်အိမ်နောက်လိုက်ရတာကိုရောက်ခမရဲ့လင်းရဲ့သူ့ရဲ့၃ယောက်မိမများစီအိမ်တောင်ပြုတ်တဲ့အချိန်ခါမှာလက်အိမ်နောက်လိုက်ရတာဟာဓမ္မရာတဲ့ဗျို့ဧဒါကြီးကြားဘူးမှာပေါ့ရောင်နောက်ပါတဲ့ဗါတဲ့ရောင်နောက်စရုံပါမြဲထုံးမိမများကလိုက်ရတယ်အခုခေတ်တော့မလိုက်ပါဘူးမန္တဆောက်တာတောင်တို့သမီးအိမ်ဆောက်ရမြို့ကိစ္စမရှိဘူးတော်မြန်တရွာနဲ့တရွာရကြလို့ရှိရင်လေတို့သားဓာတ်ဆက်ကြီးတကောကောနဲ့လှဲပေါ်တင်ပြီးလိုက်ပို့တဲ့အလုပ်တွေကရှုပ်သေးယောက်ျားလေးကကြီးလိုက်ကုန်ပါပြီရောင်လည်းမရှိဘူးစရုံးလည်းမရှိဘူးမိန်းကလေးတွေကလည်းမလိုက်တော့စကားကလည်းပြောင်းသွားတယ်တရားနာကိစ္စရောင်နောက်စရုံးမဟုတ်တော့ဘူးအမောက်နောက်ဘိုးကေပါတဲ့ခေကုံပြောင်းပြန်ဖြစ်ကုန်ပါပြီအဲ့ဒါအဝေနိကဒုက္ခတပါအပအဝင်နဲ့ပြိဿကြီးအိမ်တောင်ပြုတ်တဲ့မိမများမှာအဝေနိကဒုက္ခ၅ပါးရှိတယ်ပြိဿကြီးအဝေနိကဒုက္ခဘယ်နှပါးရှိဘယ်သူတွေပါလိမ့်၅ပါးက၅ပါးပဲဖေ။မှတ်ကြနော်ရှားရှည်တယ်လည်းမအောင်မေးနဲ့နည်းနည်းတော့ရှည်ရအောင်အကွက်သိလားပြောတတ်တဲ့ဘုန်းကြီးမို့ကဲအဝိနိကဒုက္ခ၅ပါးရှေးပညာရှိများရေးထားတဲ့အခုခေတ်ပညာရှိများရေးထားတဲ့စာပေါ့လေဆိုသားပြိဿနောက်ကအာလုံးအပြိုဘဝစွန့်ပစ်ချ၍အိုရမှန်ညာမိမများဤငါးပါးမလွဲအဆင်းရဲကအမြဲလစဉ်ရာသီဝင်၍မရွှင်နွမ်းလျက်ပန်းပွင့်ရ၏ရာသီဝင်၍မရွှင်နွမ်းလျက်ပန်းပွင့်ရ၏ဘာတွေလျှောက်ပြောနေပါလိမ့်မလို့မအောင်မိနဲ့ဖယားဟောထားတာတွေလျှောက်ပြောနေတယ်ဖယားဟောထားတဲ့ဒေသနာဖြစ်တော့ခင်ဗျားတို့ဘုန်းကြီးတွေပြောတဲ့အခါမှာနည်းနည်းလေးကြက်နဲ့ထင်ရင်ထင်ပါပေါ့မထင်ပါနဲ့ရှက်เสียလည်းမဟုတ်ပါဘူးလူရုပ်တော့ဗဇက်ကြီးအသားနဲ့မိဖလို့ချင်းဝင်မှမကြောက်ဘူးရှိတတ်တယ်ဘုန်းကြီးများဖယားဟောတဲ့အတိုင်းဟောတော့နည်းနည်းကြက်တယ်လို့ထင်ရင်ထင်တတ်တယ်မထင်နဲ့လိုက်တာဆိုကြမှတ်မိအောင်ပေါ့တလတစ်ချိန်ဥရုပံပွင့်တယ်ဆိုတာမိမများအဝိနိကဒုက္ခတပါအပါဝင်တဲ့တခုရှိပြီးမှတ်ခဲ့ပြုတ်နောက်တစ်ခါဆိုလိုက်စမ်းပါထိုမတပါအစဉ်အဖြစ်လင်သာအိယာလက်ရောက်ပါ၍လက်အိမ်နောက်လိုက်တဲ့ဒုက္ခတစ်ခုထည့်လိုက်တော့ဘယ်နှခုနှစ်ခုရှိပြီနော်နောက်တစ်ခါဆိုလိုက်စမ်းပါနိနာအမှန်လေးညှင်းခံရလင့်မျက်နှရိပ်မျက်နှကဲကိုကြည့်ပြီးတော့လင်ညင်းစေတာကိုခံစားပြီးတော့ခြေရင်းအလုတ်အကျွေးလှုပ်ရတာကလည်းတစ်ခုဆိုတော့ဘယ်နှခုရှိနောက်တစ်ခါဆိုလိုက်တဖန်မသွေးသားတန်တွေကိုနေရှိလများပိုက်ယူထားရှင်ဘေးသားကြီး9လ10လလွယ်ရတဲ့တန်တေတစ်ခုထည့်လိုက်တော့ဘယ်နှခုတော့၄ခုဆက်ဆိုလိုက်ထင်ရှားလက်စစ်အချိန်တွေ့တော့မေမေမူမူတူနဲ့အထူးဒုက္ခမွေးဖွားရသည်အထူးဒုက္ခမွေးဖွားရသည်သာသမီမွေးဖွားတဲ့ဒုက္ခထည့်လိုက်တော့ဘယ်နှခုတော့အကြီးဆုံးဒုက္ခပေါ့သာသမီမွေးဖွားရတယ်ဆိုတာလေ
ယောက်ျားဖောင်စည်းမိန်းမမိနေလို့ဆိုထားတယ်ကိုပြိဿပေမီရှင်ဒီနှစ်လီရှင်တွဲပြီးတော့ချိန်ခွင်ညာတင်ဆက်လိုက်ရင်ဖြင့်သိမဲ့ဘက်မှာချိန်ခွင်ရှာထွက်တဲ့နော်ကာမတတ္တဝါတွေမို့မနေနိုင်လို့အိမ်အောင်ပြုကြပေမဲ့လို့မိန်းမများအကြီးဆုံးဒုက္ခလို့ဆိုထားတယ်ဗျဘာတဲ့ဆိုလိုက်စမ်းမှာအထူးဒုက္ခမွေးဖွားရသည်ငါဝအိမ်တောင်အပြစ်တော်ကဲအိမ်တောင်ပြုတဲ့အပြစ်ဘယ်နှခုတော့5ခုရှိတယ်နော်မိန်းမပိုင်းဆရာကမှတ်သွားကြအိမ်တောင်ပြုတာသူများပစ္စည်းခိုးတာမှမဟုတ်ဘဲနဲ့ဘုရားအပြစ်ရှိသလားမအောင်မေးနဲ့ငါတို့ကရမ်းပြောတာမဟုတ်ဘူးဘုရားဟောထားတာဟဲ့ဒါကြောင့်တရားနာပိဋကကြီးအခုအကျဉ်းလင်မယားဘဝရကားဖြစ်တဲ့ဇနီးမောင်နှံမိန်းမကလိုက်သွားရတော့ရောက်ခမရဲ့လင်းရဲ့သူရဲ့ဘယ်နှယောက်တော့3ယောက်အဲ့ဒီလိုနေထိုင်ပြီးတော့လာခဲ့ကြသို့တော့တရားနာပိဋကရကားဆိုတော့ဒီကနေ့မင်္ဂလာဆောင်ဒီကနေ့တညတာနေပြီးတော့မနေ့ဖြင်ကကုံရောင်းကုံဝယ်ထွက်ရမှာတဲ့ကုံရောင်းကုံဝယ်ထွက်ရမှာတဲ့တရားနာပိဋကရမှားတာလို့ဒီကနေ့တညတာနေပြီးတော့ကုံရောင်းကုံဝယ်ထွက်ရမယ်စဉ်းစားကြည့်ပေါ့လူရက်တွေပြောသလိုဆိုရင်မင်္ဂလာဆောင်တဲ့နေကင်းကြဆိုတာမျိုးလို့လားမသိဘူးခကြီးထွက်ရမယ်ဆိုတော့လင်မယား2ယောက်တလုံးညတွတ်နဲ့တိုင်ပင်ညအိတ်မပြောကြဘူးပေါ့ဒီလိုနဲ့မနဲ့မိုးလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လို့သမင်လေပြန်လေးနမရေသောကနီးမောင်ကြီးမှာခဲ့မယ်ကွယ်နမရေမှာပြီပြိဿမောင်ကြီးမရှိတော့လေလိမ့်မောင်မနေရပါကွယ်ညောင်ရဲ့အိုးလည်းပတ်မညှိုးစေနဲ့ဖယားကိုရေချမ်းနဲ့ပန်းကတ်လို့နမရေမနဲ့မိုးလင်းမြန်တော့လေဖယားကိုဆွတော်တင်ခွဲပြီးတော့မောင်ကြီးပြန်လာစီကြောင်းပန်းတပြေနဲ့ညောင်ရည်လောင်းပြီးဆုမုံကောင်းတောင်းတော့ပြီးတော့မောင်ကြီးမရှိခိုင်နေခဲ့ရမှာကအမေအိုးကြီးနဲ့ရောက်ခမပြီမယ်လို့ကွယ်ကို့အမေကဲဆိုအောင်းမေပါလူကြီးဆိုတာဟုတ်တာမဟုတ်တာပါဒါဖြစ်တော့ပြောတတ်တယ်နော်သို့တော်လည်းပြီးတာပါပဲကွယ်ဒါမှရေရောက်ခမကိုလည်းတက်အောင်ပေါင်းပါပြီးတော့လေမောင်ကြီးမရှိတဲ့အခိုက်အတန့်မောင်ကြီးမရှိတဲ့အခိုက်အတန့်အရက်ထဲထွက်ပြီးမလဲနဲ့နော်လင်းမရှိတော့အလဲလုံးနဲ့မိမကိုသူများအကက်ကြီးခံရတာပါတော့ကွယ်နှမရဲ့ပြီးတော့လေမောင်ကြီးမရှိတဲ့အခိုက်အတန့်မင်းကြိုက်တတ်တဲ့တဏခါမလိမ့်မဲထားရင်ပိုကောင်းတယ်မင်းကတဏခါရေဖုံးတော့အောင်လိမ့်ပြီးတော့အရက်ထဲထွက်လဲတာလုံးလို့မနေနိုင်လို့လိမ့်တောင်းမှကိုယ်အိမ်နဲ့နေအရက်ထဲမလဲနဲ့မိမသားဆိုတာ1ယောက်က2ယောက်2ယောက်က3ယောက်ဆုံမိရင်သူများအပြစ်ကိုပြောရတာမိမရဲ့ဓမ္မရာပါကွယ်နှမရဲ့ကျုပ်တော်မျက်စောင်းထိုးကြတယ်နော်ဟိုလူကြီးပြောတာတွေလျှောက်ပြောနေတာမိမဆိုတာသူများအပြစ်ပြောတတ်တဲ့ဆုံမိရင်ဒီဘက်တော့မသိဘူးတချို့မိမတွေလေအရက်ထဲသူများအပြစ်ပြောမဲ့ကြအဖုံးနဲ့အပိတ်နဲ့လက်ကုပ်ခြေကုပ်မျက်စပ်ပြစ်မေးငေါ့ညိမို့ပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့အဖုံးနဲ့အပိတ်နဲ့နောက်တအိမ်ကူးသွားလဲညိမို့ပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ကဲဘယ်သူမှပြောနဲ့ပြီးတော့ဘယ်သူမှပြောဘူးတရွာလုံးသူ့ကြီးကုန်ရှောင်ပြောနေဟိုမရရဘက်ပြောပါတယ်ဖြူးစီမဟုတ်ပါဘူးပြောတတ်တယ်နော်သတိထားကြဒါကြောင့်မိမသားဆိုတာ2ယောက်3ယောက်ဆိုရင်သူများအပြစ်ပြောတာတကွထွက်မလဲပါနဲ့နှမရဲ့မောင်ကြီးသွားတော့မဲလို့လှဲပေါ်ကသမင်လေပြန်လေးမှားရှာတကူပိဋကဒီလိုမှားတော့တရားနာပိဋကကြီးမရလို့သူကလည်းတစ်ပတ်လေးပခုံတင်းလို့ခကြီးသွားမဲ့လင်သားကိုလေဟောဒူးလေးတုတ်ပြီးရှ िख ိုးလွတ်တဲ့ပိဋကကြီးဘယ်လိုလွတ်ဖြူမျိုးကဒကမတွေမှတ်စမ်းပါလိမ္မာတဲ့မိမဟာခကြီးသွားတဲ့လင်သားရှ िख ိုးလွတ်တဲ့မေးရအောင်စကားမစဒီတရားနာပိဋကထဲခကြီးသွားတဲ့လင်သားရှ िख ိုးလွတ်တဲ့မိမများရွေးထုတ်ပဲ2ယောက်လောက်ရပါမဲအများကြီးနော်ရှ िख ိုးကြဗျရှ िख ိုးလွတ်တဲ့လိမ္မာတဲ့မိမ
ခုခေတ်မိန်းမတွေကတော့လက်နဲ့ရှစ်မခိုးဘူးပါးစပ်နဲ့ရှစ်ခိုးတာဟုတ်တယ်သူတို့ပါးစပ်နဲ့ရှစ်ခိုးတာကျုပ်ကကြားဘူးလို့ဘယ်လိုရှစ်ခိုးတယ်ထင်တော့သွားမှလည်းသွားတာမဟုတ်ဘူးတဲ့သွားတာနီးဝေးပတ်နေတာပဲတမျိုးကြီးဟုတ်တယ်ကျွတ်တို့တကားတွေကလည်းသွားကနေဟိုဝင်ဒီထွက်နဲ့တူတယ်ပါးစပ်နဲ့ရှစ်ခိုးကြည့်ဟိုမှာတရားနာပြိဿလက်နဲ့လက်အုပ်ချီပြီးတော့ရှစ်ခိုးလွတ်ခရီးသွားတဲ့လင်သားကလည်းတရားနာပြိဿကြီးအခုကြည့်ခရီးထွက်သွားပါလေပြီမိမလှုပ်တဲ့လူကပြုံမောင်ကြီးခလုံးမတီစုမညီပန်းနဲ့မြန်မြန်ပြန်ရောက်ပါစေတော့လို့လက်အုပ်ချီရှေခိုးလို့စုမုံကောင်းနေတောင်းတဲ့ပြိဿလင်သားလှုပ်တဲ့လူခရီးထွက်သွားပြန်တော့လေမယားလှုပ်သူကအိမ်ကပန်းသပြေနဲ့ညောင်ရည်လောင်းပြီးတော့စုမုံကောင်းနေတောင်းတဲ့ပြိဿလင်သားခရီးသွားတဲ့ခိုက်တာအိမ်ကနေပြီးတော့ပန်းသပြေနဲ့ညောင်ရည်လောင်းဆူတောင်းဒကမတွေဆူတောင်းကြတော့မှားလားမှားရတာပါခုခေတ်မိန်းမတွေဆူတောင်းပုံကတစ်မျိုးကြီးအတော်ကျင်းနာပုံပေါ်တယ်ပြိဿဘယ်လိုတောင်းနေထင်တော့အိုးပြန်မလာပြီးဟောလေတောင်းပုံရှိအောင်ဘယ်လိုဒီမှလည်းမသိဘူးအိမ်ပြန်လာကလေးတွေရိုက်လုံးလို့ရဲဗျမှတ်ကြတော့တောင်းကြရတယ်ဗျလင်သားခလုံးမထီစူးမနီအောင်ကို့အတွက်ဩချစ်လျက်နဲ့ခွဲခွာပြီးတော့အရှာအဖွေထွက်ရကြမ်းကြမ်းမှချမ်းချမ်းသာသာပြန်ရောက်ပါစီဆိုတာမေတ္တာကြီးလောင်းရတဲ့ဗျမိမကောင်းထုံးစံနေပြောနေတာကဲဒီတော့လေမိမကောင်းနေနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောရအောင်ဩကျွတ်တို့သာသမီနဲ့ကြိတ်မြေးလေးရမြစ်ရှိထောင်ရသွားရှာတဲ့ဝိသခာဆိုတဲ့ကျောင်းအမကြီးလေလက်အိမ်နောက်ထဲတော့အဖွေးတင်းတင်းဆရာတထေးကြီးမှာတဲ့မိမကောင်းနေမှတ်သားစရာအင်မတန်ကောင်းတဲ့ဆုံးမဆယ်ချက်ကဲပါဠိနဲ့တော့မပြောပါဘူးမြန်မာလိုလေးပေါ့လက်ချိုးပြီးနောက်ကလိုက်ဆိုတာအတွင်းမီးအပြင်မထုံနဲ့အပြင်မီးအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးတဲ့你ဖြစ်စေမပေးတဲ့你ဖြစ်စေပေးလိုက်ပါကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအေးဥနတ်ကိုရှ िख ိုးပါဘယ်နှခုပါလဲမှတ်မိဗလားအတွင်းမိအပြင်မထုံးနဲ့ဆိုတာငါသမီးရဲ့တဲ့ကိုယ်အိမ်နဲ့ဖိုထားတဲ့ထွန်းထားတဲ့မိကိုသူများညှိကူးပြီးတော့အပြင်မဲ့ယူသွားတာကိုမယူစေနဲ့လို့ပြောတာမဟုတ်ဘူးသမီးတဲ့အတွင်းမိအပြင်မထုံးနဲ့ဆိုတာကအဲ့ဒီမိဆိုတာမဟုတ်ဘူးသမီးရဲ့အဲ့ဒီမိနဲ့အလားတမှုတူတတ်တဲ့တူယုံမကပို့ပြီးတော့လောင်စေတတ်တဲ့လင်သားနဲ့ရောက်ခမရဲ့အပြစ်ကိုအယတ်ထဲထုတ်မပြောနဲ့မှတ်ကြဒကမတွေအတွင်းမိအပြင်မထုံးနဲ့ဆိုတာလင်သားနဲ့ရောက်ခမအပြစ်ကိုအယတ်ထုံးနဲ့ဆိုတာလင်းတချို့မိန်းမတွေပြောတာလုံးလို့မလေးတချို့မိန်းမတွေပြောတာလုံးလို့မလေးကျုပ်ကလင်သားမို့ပေါင်းနေရတာ तू ကကောင်းတာမဟုတ်ဘူးတဲ့အတူတူနေပြီးတော့လက်အပြစ်တွေကိုရှောက်ပြောကျုပ်ကရောက်ခမမို့အတူတူနေရတာတဲ့ဒီဖိုးကြီးကမိုးလင်းတာမဟုတ်ဘူးတဲ့အပြစ်တွေလင်သားနဲ့ရောက်ခမသဘောကောင်းရင်ကိစ္စမရှိဘူးအရာထဲကအမလေးမင်းမယားကလေမင်းအကြောင်းတွေရှောက်ပြောနေတာမလေးတော့ချွေးမကတော့အပြစ်တွေရှောက်ပြောနေတာလင်သားနဲ့ရောက်ခမကသာသဘောမကောင်းရင်အညိုအညင်ဒီမဲ့တရားနာပြိဿခံရပြီးတော့လေနောက်ဆုံးအိမ်ကနှင်ထုတ်ရိုက်တာနှစ်တာတွေဒီတန်တွေခံရယုံနေမှာကအပယ်မိထိအောင်လောင်တတ်လို့လင်သားနဲ့ရောက်ခမအပြစ်အရာထဲလျှောက်ပြောတာကိုအတွင်းမိအပြင်ထုတ်တယ်လို့ဆိုတယ်။ကိုင်သဘောပေါက်သွားပြီပေါ့ဗျာ။အပြင်မိအတွင်းသွင်းတယ်ဆိုတာကငါသမီးတဲ့သူများအိမ်ကမိကိုညှိကူးပြီးကိုယ့်အိမ်ထဲမသွင်းနဲ့ဒါဆိုတာမဟုတ်ဘူးတဲ့အရာထဲလင်သားနဲ့ရောက်ခမကိုအတိုင်တော်မထူပါနဲ့တဲ့ဒါကိုပြောတာတချို့မိန်းမတွေပြောတတ်တယ်မဟုတ်လားတောင်ပိုင်းအကောင်တွေကတော့ပဲလို့ပြောနေတာမြောက်ပိုင်းအကောင်မတွေတော့ပဲလို့ဆိုနေတာတော့ဒီလိုပဲခံနေမလားအဲ့ဒီလိုအရာထဲကရံပွားမဲ့စကားတွေယူလာတော့ယောက်ျားသဘောကောင်းကိစ္စမရှိဘူးသဘောမကောင်းတော့ဟဲ့ငါတစ်တုံးမှနေလားဒီလိုပြောတိုင်းခံရမှာလားအမလေးဒုတ်တပြက်ဓာတ်တပြက်ဖြစ်ပြီးနောက်တိုင်းခုတ်ကြထိကြတတ်ကြ
ယုံရောက်ဂတ်ရောက်ဆေးယုံရောက်လောင်တတ်တဲ့ငါသမီးတဲ့ဗျရံပွားမဲ့စကားအိမ်ထဲမသွင်းပါနဲ့ရံပွားမဲ့စကားပြောတာမဖြစ်စလောက်ကလေးနဲ့တော့ကြတော့ရံပွားမဲ့စကားအိမ်ထဲမသွင်းတဲ့ဆိုပြီးကိုယ်လင်သတ်မလို့ကြမ်းနေတာလဲမပြောပဲပြစ်မထားနဲ့အဲ့ဒါမျိုးကြတော့ပြောရတယ်ချွင်းချက်နဲ့ဆိုရသေးတာတော့ကြဥသတိလတရားနာပြီးကိုယ်လင်သတ်မလို့ကြမ်းနေတာမပြောပဲပြစ်ထားပြန်တော့လေကျုပ်တော်ဝန်ကြီးကိုပြိဿရဲ့မှတ်ထားတော့ကြည့်အခုအပြင်းမိအတွင်းသွင်းနဲ့ဆိုတာအဲ့ဒီလိုရံပွားမဲ့စကားယူလာတာကိုဆိုတယ်နောက်နံပါတ်3ကပေးတဲ့လူကိုပေးပါပေးတဲ့လူဆိုတာဘာပါလိမ့်ချင်းငှားထားတဲ့ပစ္စည်းမနှက်ဖြင်ကပြန်ပေးပါမယ်လို့ချင်းငှားပြီးတဲ့နောက်ဂရိမပြတ်ဖဲနဲ့မပြတ်မကွက်ဆက်ဆက်ပြန်ပေးတဲ့လူသည်လူသစ္စာလူဂတိရှိလို့ငါသမီးအဲ့ဒီလိုလူမျိုးကြတော့နောက်ထပ်ပြီးခေးပါငှားပါတော့အဲ့ဒါပေးတဲ့လူတဲ့ဗျနံပါတ်3ပြီးသွားပြီနံပါတ်4မပေးတဲ့လူဆိုတာကငါသမီးမနှက်ဖြင်ကပေးပါမယ်ဆိုပြီးတော့ချင်းငှားထားတဲ့ပစ္စည်းပေးနိုင်ပါလေကနဲ့မပေးဘဲနဲ့တစ်ဖက်ဖိနှွဲအရှိဆွဲပြီးတော့နေတဲ့လူမျိုးသည်လူဂတိလူသစ္စာမတီလို့အဲ့ဒီလိုလူမျိုးကိုနောက်ထပ်ပြီးမချေးပါမငှားပါနဲ့အဲ့ဒါမပေးသင့်တဲ့လူနံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်5ကပါလိမ့်ပေးသင့်သည်ဖြစ်စေမပေးသင့်သည်ဖြစ်စေပေးလိုက်ပါအဲ့ဒီလိုလူမျိုးကဘာဆိုတာလဲနားထောင်တော်ပြိဿကိုအောက်ဆင်းရဲတဲ့လူတယောက်ဒီကနေ့စားစရာမရှိလို့ငွေကလေး5ချက်လာချီးကိုတဲ့လည်းဆင်းရဲတယ်ဆင်းရဲမှလည်းကိုသိဒီငွေကလေး5ချက်ကိုပြန်ပေးပါမယ်ဆိုပြီးတော့မနှက်ဖြင်ကပေးမယ်ပြောပြီးတော့စားစရာမရှိလို့ဆံဝယ်လိုက်တော့မျက်နှာငယ်လေးနဲ့လာပြောဆိုကြပါစို့ကျုပ်လေငွေ5ချက်ပေးမလို့တော့ကတ်ထားတာဒီနေ့စားစရာမရှိလို့ဝယ်လိုက်လို့မနှက်ဖြင်ကကျုပ်ဆက်ဆက်ပေးပါမယ်ကိုတဲ့ဆင်းရဲမှလည်းသိတယ်မပေးနိုင်မှလည်းသိမျက်နှာငယ်လေးနဲ့လည်းတောင်းပန်မှလာပြောတယ်ငါသမီးတဲ့အဲ့ဒီလိုလူမျိုးကြတော့လေဟောရမရပေးမပေးဒါနအရာမှာသဘောထားပြီးငါသမီးနောက်ထပ်ပေးလိုက်ပါတဲ့ဗျအဲ့ဒီလိုလူမျိုးကပေးသင့်သည်ဖြစ်စေမပေးသင့်သည်ဖြစ်စေဆိုတဲ့လူပါတဲ့သဘောပေါက်မလားပြိဿနံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်6ကပါလိမ့်ကောင်းအောင်နေပါ3သင်တိုက်ကြီးနဲ့နေဖို့ပြောတာမဟုတ်ပါဘူးကောင်းအောင်နေပါဆိုတာကငါသမီးတဲ့လင်သားနဲ့ရောက်ခမနဲ့ကိုနဲ့ကျန်းတပြေးတည်းမထိုင်ပိုကောင်းတယ်တက္ကမတွေကကြုတ်တရားနာရတာတော့ဟံမကြဘူးအောင်းမိမှာပေါ့လင်းနဲ့မရအတူတူနေခြင်းလို့ယူတာကြမ်းတပြေးတည်းမထိုင်ရဟန်ကြပေါင်တော်များလုံမနေပါနဲ့နေရာတကာတိုင်းမဟုတ်ပါဘူးမနေနိုင်လို့ကြမ်းတပြေးတည်းထိုင်တောင်မှဒူးတုတ်ထိုင်ရင်ပိုကောင်းတယ်မှန်နော်နေရာတကာတိုင်းကြီးဒူးတုတ်ထိုင်နေရမလားတုတ်ထိုင်နေရမလားဖေမဟုတ်ဘူးလေဘယ်လိုအချိန်ဘယ်လိုနေရာဘယ်လိုနေ့တွေကိုဒူးတုတ်ထိုင်ရမလဲဆိုတာကျုပ်ပြောမယ်လေချွင်းချက်ကလေးနဲ့နေ့တိုင်းမဟုတ်ပါဘူးအချိန်တိုင်းမဟုတ်ပါလူနေတဲ့အိမ်ဆိုတာယဟန်တန်ကလည်းကြွလာတတ်တယ်မိဘဘိုးဘွားဆရာသမားဧကောင်းတောင်ကောင်းတွေလည်းလာတတ်တယ်အဲ့ဒီလိုနေ့မှလေဒူးတုတ်ထိုင်ပိုကောင်းတယ်ဒီလိုဒူးတုတ်မထိုင်မဲနဲ့ယဟန်တန်ကနဲ့ဧကောင်းတောင်ကောင်းမိကောင်းဆွေကောင်းမိဘဘိုးဘွားဆရာသမားတွေလာတဲ့အချိန်ငါသမီးတို့ကလူငယ်သဘာဝလင်နဲ့တက်ပြီးတော့ပူကတ်တို့ကနန်းစိတ်ကနန်းနေရင်လေသူတော်ကောင်းတဲ့လူကြီးတွေမျက်တောင်မွေးစူးတတ်တဲ့သမီးရေဒါဆိုတာပြုတ်ကောင်းအောင်နေပါသဘောပေါက်မလားပြိဿကြီးနံပါတ်6ပြီးသွားပြီပေါ့ပြိဿကြီးနံပါတ်9ကပါလိမ့်ကောင်းအောင်စားပါကောင်းအောင်စားပါဆိုတာလေကြက်သားဝက်သားကြီးနေ့စဉ်ချက်စားခိုင်းတာမဟုတ်ဘူးကောင်းအောင်စားပါဆိုတာကတရားနာပြိဿကြီးမနဲ့မိုးလင်းလို့ရှိရင်သမီးရဲ့တဲ့မျက်နှာသိရုံနဲ့မကပဲနဲ့လက်နှစ်ဖက်ကိုစင်အောင်ဆေးပါဓမ္မတွေမှတ်သွားနော်ဒီလက်ကဆွန့်ချက်မှာတဲ့ဒါကြောင့်လက်ဆေးခိုင်းတယ်ဒီလက်ကဆွန့်ချက်မှာတကားဖြစ်ဖြစ်တက္ကမဖြစ်ဖြစ်မှတ်သွားကြဆွန့်ချက်မဲ့တကားတက္ကမတွေမျက်နှာသိရုံနဲ့မကဘူးလက်နှစ်ဖက်ပါစင်အောင်ဆေးတယ်အဲဒီလက်ဘာလို့ဆေးခိုင်းတာအဲ့နေတော့ခမရတို့လက်ကြောင့်ခမရတို့မသိဘူးမျက်လုံးတိုင်းနှာခေါင်းတိုင်းရည်မနေနဲ့ဟုတ်
ရည်ရတော့လည်းမှတ်မသွားနဲ့နော်ဟောဒီလက်ကငါသမီးဆွန့်ချက်မယ်ဘုရားဆွန့်တော်တင်မယ်တန်ဃာတော်ဆွန့်လောက်မယ်လင်းသားနဲ့ရောက်ခမကိုခူးကျွေးမယ်မှတ်ထားဗျသက်ပစ္စဒါနဖြစ်အောင်မှားနေတယ်ဒါကြောင့်တရားနာပိဋကကြီးဟိုမှာပုံကကောင်းအောင်စားပါဆိုတာကငါသမီးတဲ့မျက်နှာတစ်လက်နှစ်ဖက်စင်အောင်စေးချက်ပြုတ်ပြီးတော့ဘုရားဆွန့်တော်တင်တန်ဃာတော်ဆွန့်လောက်လင်းသားနဲ့ရောက်ခမအရင်ခူးကျွေးပြီးတော့ကိုကနောက်မှစားပါမှတ်ကြနောက်မှစားရမှာတဲ့လင်းသားအရင်ခူးကျွေးကိုကနောက်မှစားရကြတယ်ဗျရှင်ဗျာဟာမကြဘူးထင်တယ်ဗျတပည့်တော်တို့ကလင်းနေမရတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်နှာချင်းဆိုင်လက်ရည်တစ်ပြင်းကြီးစားခြင်းတာရှင်ဗျာနောက်မှစားစုဟာမကြပါဘူးဗျာလည်းမလုံနဲ့နေ့တိုင်းမဟုတ်ပါဘူးချွန်းချက်နဲ့ပြောရအောင်ဘယ်လိုနေ့တော့ဧည့်သည်လာတဲ့နေ့ကဲဆိုကြပါစို့ခင်ဗျားတို့ဟိုလင်မယား2ယောက်ရှိတဲ့အိမ်ဆိုကြပါစို့ပြေးက2ယောက်ရှိတဲ့အိမ်ထမင်းဘယ်2ယောက်စာချက်မလို့2ယောက်စာပဲချက်မှာပေါ့အဲ့ဒါဧည့်သည်တယောက်ရောက်လာပြီဆိုကြပါစို့ဧည့်သည်တယောက်ရောက်လာတော့ဘယ်2ယောက်ရှိထမင်းစားချိန်ကြတော့လေလင်မယား2ယောက်စာချက်ထားတဲ့ထမင်းကိုဧည့်သည်ရောကိုကနောက်မှမစားဘဲနဲ့ပြေးကကြီး2ယောက်စာကို3ယောက်ထိုင်စားလို့ဝမဝအဲ့ဒါလင်းသားမျက်နှာပြတ်တတ်တဲ့နောက်မှစားရမှာတဲ့ဧည့်သည်အစားစားရတဲ့သမီးရဲ့တဲ့ဟင်းကုံသွားလဲအိုးလူစားလို့ဖြစ်တယ်ထမင်းမလောက်လဲထတ်ချက်လို့ရတယ်လင်းမျက်နှာမပြတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါဧည့်သည်လာတဲ့နေ့ကျတော့ချင်းဉာဏ်ပညာရှိပြီးတော့နောက်မှစားမိအောင်ကြိုးစားပါသဘောပေါက်လားပြိဿလိမ္မာတဲ့မိမဒူးတုတ်ကြွေးတာဗျရင်ကောင်းအောင်ရင်ခတ်ဖို့ရက်တောင်လေးကင်နေအယိုးဖြစ်တော့တင်ကြွေးတယ်လိမ္မာတဲ့မိမခုခေတ်ကတော့သင်မကြွေးပါဘူးသာသူတို့ဖဲ့စားခုခေတ်မိမတွေမဝါနိုင်တဲ့ခေါင်းကြီးကြလင့်မကံများတဲ့ဇွက်ကလေးပြစ်ထဲလိုက်ကြုံမဝါတတ်လို့ဒီထဲမောင်မင်းကြီးသားတွေကလည်းအလိုက်ပြောရှာတယ်ခေါင်းစားမင်းဖြစ်တာဟာကြွမ်းနေဟာသူဟာလည်းသူတော့တဲ့နေတာပေါ့ဗျာမှတ်ထားကြဒုတုတ်ကြွေးရတယ်ကဲကောင်းအောင်စားပါတလောက်ဆိုတော်ပါပြီလေရှေ့ဆက်ကြအောင်တို့တုတ်ကလည်းဘေးအလွန်ရှာရှည်ထွက်တတ်တဲ့ဘုန်းကြီးဆိုတော့ဗရိတ်ကအုပ်ဟောနေရကဲတရားနာပြည်သားကောင်းအောင်စားပါဆိုတာပြီးပါစေပေါ့နမဘယ်လောက်ပြီးသွားတော့နမ8ကပါလေကောင်းအောင်အိပ်ပါဆိုတာဒီမဲ့တရားနာပြည်သားဖန်ကရင်မှန်ကရင်ကြီးနဲ့မှု့ရကြီးတောင်လောက်နဲ့နိုင်လုံးချင်းလောင်ကြီးနဲ့အိပ်ဖို့ပြောနေတာမဟုတ်ဘူးကောင်းအောင်အိပ်ပါဆိုတာငါသမီးလင်းသားနဲ့ရောက်ခမကစီးပွားရေးရှာဖွေပြီးတော့ခေါင်းအုံနဲ့ခေါင်းနဲ့ကရင်မောပန်းနဲ့ပျော်တတ်တယ်ဒါကြောင့်ငါသမီးကနောက်မှအိပ်ပါလင်းသားနဲ့ရောက်ခမအရင်အိပ်ပါလေကိုကနောက်မှအိပ်မနဲ့ကြပြန်တော့လေငါသမီးကအရင်ထားအိမ်မှုကိစ္စကိုလုပ်ပါနောက်မှအိပ်ဆိုတာနော်တရားနာပိဋကသတိပြုကြဂျူတီအဆောင်ခိုင်းအဲ့ဒါကျွတ်တို့ကောင်းအောင်အိပ်ပါဆိုလိုပြီနမဘယ်လောက်ပြီးသွားတော့နမ9ပါလေအမီးလုံကျွေးပါဆိုတာလေလင်းသားနဲ့ရောက်ခမပြောတာအခုခမရတို့ရှိတဲ့မီးကဓမ္မဝါတဲကလောင်နိုင်တာမီးပုံနဲ့ခုန်ချရင်လင်းသားနဲ့ရောက်ခမကိုမယိုသေးကအပယ်မီးထီအောင်ခံရတတ်တယ်ဒါကြောင့်လင်းသားနဲ့ရောက်ခမကိုတယိုတသေးလုံကျွေးပါညအိယာခင်းပေးပါညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးပါမှတ်သွားကြနော်တက္ကမတွေလည်းမှတ်သွားပေါ့တက္ကတွေလည်းဘုန်းကြီးတရားနာပြီးတော့တရားပြခြင်းပြပေါ့ဟုတ်တယ်လေအိယာခင်းလေဘုန်းကြီးတရားနာလိုက်တယ်မဟုတ်လားအိယာခင်းလေပြောရတယ်ဗျအိယာပတိခင်းပေးရတယ်တက္ကမတွေဒါပတိခုခေတ်တက္ကမတွေကတော့သူတို့မခင်းပါဘူးအိယာခင်းပြင်းလို့ရှိရင်အိတ်ချိန်ကြကလေးချီပြီးတော်သားလေးအိတ်နေလို့တဲ့လက်မအားလို့တဲ့သွားခင်းကြီးတော့ဆိုမောင်မကြီးသားသွားခင်းလိုက်ခိုင်းတဲ့ခန္ဓာတဲ့တချို့မိန်းမတွေကမှတ်ထားလို့သေချာအဲ့ရခင်းပေးရတယ်ဗျညောင်းလို့ရှိရင်နင်းနှိတ်ချုပ်ဖဲ့ပေးရမတဲ့ဒကမတို့ရှုံးတယ်လည်းမအောင်မေ့နဲ့တကယ်မိမ့်မလိမ့်ပါကယောက်ျားဘဝဆူတောင်းနေရင်လင်ကိုနတ်ကဲ့သို့ယူသေးပြီးတော့အဲ့ဒါလိုပြုစုရတာဗျခုခေတ်တော့နင်းနှိတ်ချုပ်ပေးမထင်ပါဘူးဒကမတွေမေးလည်းဖြေမှာမဟုတ်ဘူးဒကာတွေလည်းမေးရအောင်ဒကာတို့ညတိုင်အနင်းနှိတ်ချုပ်ဖဲ့လေးများခံရရဲ့
ပွင့်ပွင့်လင်းလင်းမရှိတာနော်ခက်ရှက်ရှက်နဲ့များဖြေးနေလားမသိပါနံပါတ်ဘယ်လောက်ပြီးသွားလဲနံပါတ်30ရပါလိမ့်အေးဥနတ်ကိုရှစ်ခိုးပါအေးဥနတ်ဆိုတာတရားနာပြီးသားလင်းသားနဲ့ရောက်ခမပြောနေတာပဲလင်းသားနဲ့ရောက်ခမကိုညတိုင်းရှစ်ခိုးပြီးတော့မှအိပ်ရမတဲ့ပိဿာရှစ်ခိုးအိပ်တဲ့မိမရွေးထုတ်ရင်မေးရတာအာနန္ဒာနဲ့ကြီးဟောနေရတက္ကမတွေရှစ်ခိုးအိပ်ကြနော်ဒီတရားဟောရတာလည်းသိတော့ဟာမကြဘူးငစုံမဲ့ဒီတရားသွားဟောတယ်တက္ကမတယောက်ကစိတ်ကူးနဲ့ပြန်တယ်ဗျဟုတ်တယ်ဘုန်းကြီးဟောတာအိမ်ကြရှစ်ခိုးတာအကောင်းခတ်တယ်ဘယ်တော့မှလည်းရှစ်ခိုးဘူးတာကမဟုတ်ဟေးရှစ်မခိုးဘူးတော့လည်းကတိကတ္တကြီးသေခြင်းဆိုကလည်းသူရှစ်ခိုးကန်းတက်မှာရှစ်လက်ခိုးရင်လည်းကန်းတက်မှာလည်းရောက်အလေထူပါဘူးအိမ်ကြမှာအိမ်နေတုန်းတိတ်တိတ်ရှစ်ခိုးတာအကောင်းတိတ်တိတ်ရှစ်ခိုးမယ်ဆိုပြီးပြန်သွားတဲ့ဗျကျုပ်တရားနာပြီးတော့ညကြတော့ရှစ်ခိုးမယ်နေ့ဆိုတော့တရားနာပြီးတော့ကောင်းမှုကြုံကြီးနဲ့ပျော်ဘူးတဲ့အကြံရှိတဲ့နေ့ပဲပျော်လိုက်ရှစ်ခိုးခြင်းလို့မေးတယ်တော့အိပ်ပလားအိပ်သေးပါကွာစောကြီးရှိသေးအိပ်သေးမခိုးသေးဘူးကန်းတက်မှာကြောက်တော့အိပ်ဒီလိုနဲ့မနဲ့မိုးလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လူသမင်လေပြန်လေးနမရေသောကနီးမောင်ကြီးမှာခဲ့မယ်ကွယ်နမရေမှာပြီပြိဿမောင်ကြီးမရှိတော့လေလိမ့်လိမ့်မမနေရပါကွယ်ညောင်ရဲ့အုပ်လောက်ပါတော့ပြောပလားလောက်ဘူးမဲလာမရဘူးလားဟိုကမောင်မကြီးသားခေါ်နေအိတ်ချင်အောင်ဆောင်ပြီအဲ့ဒီတော့မှမိမကစောင်ကြုံလေးဖွင့်ငုတ်တုတ်ထိုင်ဩမောင်မင်းကြီးသားတော့မောပမနဲ့အိတ်ရှာပြီရှာဖွေလုတ်ကန်ကျွေးပြီးတော့ရှစ်ခိုးတာကောင်းရင်ကမှန်တင်ဂုံပေါ်ကမိကွက်ကြီးကလည်းမှုတ်သေးဘူးခြေရင်ကပဝါလေးပခုံးတင်လို့မောင်မင်းကြီးသားများလှုပ်ကျွေးလို့စားရဝရလှူရတန့်ရအနှောက်ရှင်းအန္တရာယ်ကင်းမိတဲ့ဘယင်းများကောက်ချင်တာတောင်းမသားမိကလာအသာမိကလာမေးပြီးမှကောက်တော်မူကြဘယင်းဆိုတဲ့လူမျိုးလည်းမေးယုံမေးတာပါကောက်ချင်စို့ပါဗမာရာဇဝင်နေလည်းခင်ဗျားတို့သိသားနဲ့ဒါကြောင့်အနှောက်ရှင်းအန္တရာယ်ကင်းမိတဲ့ပြစ်မှားမိသမျှကာယကံဝစီကံမနောကံတို့မှာပျောက်ပါစေခြင်းကဩကာသအစချီမောင်မင်းကြီးသားကငြိမ်မနေဘူးထအထိုင်အဟိလို့လှုပ်လိုက်သူထအထိုင်အဟိလို့လှုပ်လိုက်အချင်းသောနင်းငါးရကြောင့်ရှိမခိုးခြင်းနင်းငါးရကြောင့်ရှိမခိုးခြင်းဘဝလွင့်မကြပါဘူးရှေ့ငြိမ်နေလိုက်ပြီးတော့ကကြောပါဘူးရှေ့ခိုးတာငြိမ်နေလိုက်ပြီးတော့ကမြင်းကြောဝင်ထားသေးတာဒါကြောင့်ဓမ္မတွေကလည်းရှ िख ိုးအိတ်ကြတကားတွေကလည်းရှ िख ိုးခြင်းအောင်နေကြပါလို့မှားလိုက်ပါရစေ။တောင်ရဲ့ရှ िख ိုးခြင်းခိုးနေမှာရှ िख ိုးပြန်လည်းငြိမ်နေတဖြည်းကြီးနဲ့ဒီနေ့တစ်မျိုးဟာဆိုသေခြင်းဆိုနောက်မခိုးဘူးသာအောင်မိတော့။ကဲလင်သားနဲ့ရောက်ခမရှ िख ိုးအိတ်ရမယ်။နံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်30ပြီးသွားပြီဗျ။လည်းပြိဿဝိသခမကောင်းနေတဲ့ထုံးစံလည်းပြိဿဝိသခဆုံးမ10ချက်ဆက်လျင်းလွန်းလို့ဘဟုတုတအတွက်ထဲ့ပြောတာပါယူသွားကြနောင်တူမလေးတွေသမီးလေးတွေမိမကလေးတွေဆုံးမရတာပေါ့ငယ်ရွယ်ဖြစ်တဲ့ငတ်နှမများကလည်းမိမများလိမ္မာတယ်ဆိုတာမိမလိမ္မာဝိသခကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါလို့အတုယူသွားကြကဲတရားနာပြိဿအခုကြည့်လေဟိုမိမခမရလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆုမုံကောင်းနဲ့လိမ့်ပြီးတော့ဆိုတာမိမလိမ္မာဝိသခါကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါတညတာနေသွားတဲ့တန်ဒီခါခင်ဗျာလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆုမုံကောင်းနဲ့တောင်းပြီးတော့လာခဲ့သောလေတရားနာပရိသတ်ကြီးမေပျောက်နဲ့နေလာလိုက်တာတညတာနေသွားတဲ့တန်ဒီခါတာ तू မသိရှာဘူးတဲ့ဗျအိမ်တော်နဲ့ကနဦးအစဆိုတို့လာခဲ့ဒီတော့ရောက်ခမကြီးကမေးတာပေါ့ညီကြီးရတာသိမဟုတ်ဘူးထင်တယ်အိုးမင်းလည်းနားရှစ်စရာကြီးဘာတွေလျှောက်ပြောမှလည်းမသိဘာမှမသိဟုတ်လည်းမဟုတ်ပဲနဲ့မသိလဲမသိပြောတဲ့စကားလည်းမရိပ်စမ်းပြီးတော့ဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပြိဿအဲ့ဒီလိုနဲ့တညတာခတဲ့တန်တယ်မသိပဲနဲ့ရင့်လာခဲ့ရမှ
ဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်းတွေမသိပဲနဲ့ရင့်လာခဲ့ရမှတဖြည်းဖြည်းနေ့စိရက်စိကြီးရောက်လာတော့ရောက်ခမအညိုးချင်းခံရယုံနေမကဒီကနေ့တော့ခေါ်ပြီးပိဋကကြီးဟဲ့တပေါင်းမလာကြစမ်းဒီကိုမင်းလည်းငေါက်လိုက်တာအဲ့ဒါညှိကြောင်းအေးမိမယုံထွက်တော့ညီထွက်တော့ငါမေးတော့ကညီမဟုတ်ဘူးဆိုအခုညီကိစ္စဘူးပေါ်တယ်လို့ပေါ်ပါဘောလားအေးဟေးဒီမဲ့ငါတို့ကတော့အသက်ကြီးညီတို့တဲ့တဏိတာလို့ဂဗနမိတ်တွေပေါ်တော့ငါမေးကြတယ်မဟုတ်လားအေးဒီသာမှန်နော်ဂဗနမိတ်ဆိုတာတန်တေတီတဲ့နမိတ်ပြောတာတန်တေတီတဲ့နမိတ်ဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတပြည့်ပြည့်ချောင်းတဟုတ်ဟုတ်ဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုန်ပါပြီဟာကုန်ပါပြီဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတပြည့်ပြည့်ချောင်းတဟုတ်ဟုတ်ဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုန်ပါပြီဟာကုန်ပါပြီကျုပ်ကလည်းကျုပ်ပဲစက်မိပြောတတ်တဲ့ဘုန်းကြီးဒါကြောင့်လည်းတော်တော်အပြောခံရကဲရှိသေးတော့လေတရားနာပြိဿငါမေးတော့ကညီမဟုတ်ဘူးဆိုဒါပြင်ငါသိလို့မေးခဲ့တယ်အေးဒီမဲ့ညီကြောင့်ငါသားပြန်မရောက်တာအမအေးဒီမဲ့အခုညီမလိမ္မာလို့ငါသားအိမ်ပြန်မရောက်တာမိမယုတ်ထွက်တော့ညီမျက်နှာကြည့်ရငါမိကြည့်ရနေကြည့်ရလို့ပူတဲ့ဟဲ့ဒီမဲ့ညီရှိတော့လေလေတပီကုံမှာတပီကုံတာပဲအေးပိုးနေတာပဲဒါကြောင့်ထွက်ညီငါအိမ်မနေနဲ့မရဲ့ဒီလိုလည်းမပြောပါနဲ့ဒီလိုလည်းမပြောပါနဲ့သမီးမြေပြင်နေပြီးတော့ခရီးပြင်နှစ်ခုတစ်သက်ကြီးနဲ့ဘယ်လိုသွားရပါမလို့အမေရဲ့မသွားမရစေနဲ့သမီးပဲစီသွားလို့ပဲဒီလာရောက်မှတော့ဟေးဒီမှာညီပါညီဘယ်လဲမေရဲ့အောင်သိပေါ့အေးငါသားပြန်မရောက်တာညီချောင်းထွက်မေရဲ့ဒီလိုလည်းမပြောလိုက်ပါနဲ့အမေသားပြန်လာလို့အမေသားကသူနဲ့ခါတဲ့တန်နေမဟုတ်ဘူးဆိုရင်ဖြင့်သမီးလေထွက်ပါမယ်မေရဲ့နဲ့ညီဒါကြီးမိမကြီးရှောက်ပြောကုန်ပြီထုတ်ကြီးငါသားနားမလဲခနိုင်ဘူးအေးအတိမခနိုင်ဘူးအေးခနိုင်ပါမလားလို့တရားနာပြိဿကြီးသူဆိုနေပြီသို့တော်လဲဟိုခမရမတော့လင်းသားနဲ့တညတာနေလို့ခတဲ့တန်းဒီမှန်ပါရဲ့လိမ့်လိမ့်မမနေခဲ့တာလည်းမှန်ပါရဲ့မဖောက်ပြန်တာလည်းမှန်ပါရဲ့သို့တော်လဲတညတာနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တယ်လို့ကြည်တရားနာပြိဿအတ္တနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တယ်လို့ကြည်တရားနာပြိဿတညတာနဲ့မရဘူးလို့ဆိုပေမဲ့လို့ကျမ်းဂန်အရှိသိကြတဲ့ပုဂ္ဂိုလ်တွေကြတော့လေသန္နပစ္စောတာမင်းချက်ပေါ်ကင်းကြော်လို့တန်နေခဆိုကိုဗျဒေထမင်္ဂလိကာရဲ့ချက်ဖယားအလောင်းမာရင်ကလက်မနဲ့ရစ်လို့တန်နေခတယ်ဆိုတာတွေတရံတစ်စစ်ယူအပ်တဲ့တန်နေတွေရှောက်ပြောလဲဆုံးနိုင်မှာမဟုတ်လို့တညတာနဲ့တန်တွေမခဘူးလို့တော့မထင်ကြနဲ့အခုတညတာခတဲ့တန်တွေမျိုးအဲ့ဒါမယုံဘူးဆိုပြီးတော့မဟုတ်ဘူးဆိုပြီးတော့ဇွတ်နှင်ထုတ်နေတယ်ထွက်တော့အေးဒီမဲ့ငါသားပြန်မရောက်တာညီကြောင့်လင်းသားခရီးသွားကြအိမ်ကမိမအနေထိုင်မမှန်လို့ရှိရင်ခရီးသွားတဲ့လင်းသားခလုတ်ထိစူးနေတယ်ဆိုတာလေဤလေလူတော်တဲ့နေပြီးတော့လူပြောတဲ့အတ္တမှာညီမချဘူးလားအေးငါသားခလုတ်ထိစူးနေတာညီကြောင့်ထွက်တော့မိမယုံညီမနေနဲ့ထွက်တော့နေမိပြုတ်ကြတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြေကကြီးမိဒုက္ခထွက်ပလားပြောရောက်ခမကြီးကြော့ပြီးတော့ဘာကမှမသိရှာတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြေကကြီးမိဒုက္ခထွက်ပလားပြောပါဦးမိဒုက္ခပဲစီမှန်းပြီးတော့လိုက်လို့ရှာရပါမတော့မိဒုက္ခရဲ့ဖြစ်နေလာပြီးတော့ကြည့်လဲပါဦးမောင်ကြီးရဲ့ရိုးရိုးထွက်ရမှာဒါမိဒုက္ခထွက်သွားပြီအင်းထုတ်လို့ဟောဒီမိဒုက္ခကြီးထွက်ရတော့မယ်မောင်ကြီးရဲ့ပွဲတယ်ဆိုရင်လွန်ကန်ဆွေးကနဲ့ထွက်မှာပေါ့
ဘုန်းကြီးဆိုတော့လေရိုးရိုးထွက်ရမှာဒါမိဒုက္ခထွက်သွားပြီရာဇကြိုးမျိုးခရီးသွားတဲ့လင်သားထံမှန်းပြီးတော့လိုက်သွားလိုက်တာတစ်တပင်းအောက်ရောက်တော့တခါနာတစ်ပင်မောကငှက်ကလေးများကလီချင်းရှက်လို့သူတို့ဘာသာဘာဝမြူကြတွန်ကြတော့မိဒုက္ခညှိလှောင်းနေတာနဲ့တူပါရဲ့ညှိပြောင်းနေကြတာနဲ့တူပါရဲ့သူတို့မတော့လီချင်းရှက်ပြီးတော့အဖော်စုံလင်စွာနဲ့ငါမှအဖော်ကွဲတဲ့မိမသားလောင်ကြတာလားငါ့ကိုပြောင်းကြတာလားနဲ့ညီးရင်တွားရင်နဲ့ပဲတစ်တပင်အောက်ရောက်တော့တခါနာအမောပြေတော့ဆက်သွားနဲ့သွားလိုက်တာရာဇကြိုမြို့ပေါက်ကကျွတ်တူဇယကြီးတစ်ခုပေါ်ရောက်ပါပြီဗျာအဲ့ဒီရာဇကြိုမြို့ပေါက်ဇယကြီးတစ်ခုရောက်တဲ့အချိန်ခါမှာအမောပြေသွားဟန်ကြလိုက်တာမိဒုက္ခညီလေခြိသလုံးအိမ်တိုင်ဘဝနဲ့နေခဲ့ရဒီဇယကြီးအိမ်တော့ခွဲကမှဘာမှမကြသေးဘူးအတွင်းကနေ့စိရက်စိကမ္မဇလေကနှင်လိုက်ဟေးဒုက္ခပါပဲဘယ်တော့မှမကြုံဘူးတဲ့ကနဦးဒုက္ခကြီးငါတွေ့ရတော့မထင်ရဲ့ပြုံမောင်ကြီးရဲ့မိဒုက္ခဖြစ်အင်လာပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လုံးနဲ့လည်းပြန်လာပါဖြင့်လားငါတယောက်တည်းကုသူမရှိကဲသူမရှိနဲ့ဒီဒုက္ခကြီးခံစားရတော့မှာပါပဲနဲ့ဂိုင်းဇရက်ပေါ်ပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လက်ပြတ်သွားမြောက်ဆိုကြပါငါတယောက်တည်းသို့တော်လည်းပဲကနဦးအစအခမ်းမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်တည်းလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿသွားမြောက်ဆိုကြပါစို့ဗျာသို့တော်လည်းပဲကနဦးအစအခမ်းမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်တည်းလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿကြလိုက်ပါပြီမေ့မျောပြီးတော့သွားရမှတမေ့ရလို့ထကြည့်လိုက်ဟဲအမလီယောက်ျားလေးဟဲ့ဟန်ကြလိုက်တာသားရဲ့ဟန်ကြလိုက်ပါပြီအမေအကိုပြီသားရဲ့မင်းအဖေနဲ့အမေပြန်မတွေ့ရတော့လေငါသားလေးနဲ့အမေဒိုးရူပေါင်းမဲ့လှုပ်ရှားမဲသားရဲ့အမေအကိုပြီသားရဲ့ယောက်ျားလေးဆိုမိခင်များသိအားကိုငါညီများလည်းအားကိုရရောက်ကြပါစေကွာအားကိုရရောက်အောင်လဲကြိုးစားဟဲ့ခုခေတ်မိန်းမကြီးတွေညီးတာတော့ငါကြားရတယ်ယောက်ျားလေးမမွေးကျင်တော့ဘူးဘာပြုလို့တုံးဆိုတာကိုစဉ်းစားပေါ့ငါဘာတွေလုပ်နေတုံးလို့မိန်းကလေးတွေကမှကိုပြီးရင်ပြီးလိန်ပြောကြရတဲ့အားကိုရရောက်စေခြင်းလို့ထပ်ပြီးသတိပေးနေတာပါဟဲ့ကြည့်ခုသားယောက်ျားလေးဆိုတော့ဟန်ကြလိုက်တာအမေအားကိုပြီကွသို့တော်လည်းငါသားနေပြီအောင်နော်အမေခန္ဓာကိုဆေးရင်ကြောရင်ငါသားအတွက်လေအမေရေရှာရင်သွားအောင်မကွဆိုပြီးတော့ထွက်သွားလိုက်တာပရိသတ်ကြီးမိဒုက္ခလည်းထွက်သွားရောရာဇကြိုမျိုးတွေကသူ့ကြွယ်တယောက်ထွက်လာဟာခလေးငူတံပါလားကြည်စမ်းဇရပ်ပေါ်မိခင်မရှိဖခင်မရှိနဲ့ဒီကလေးတန်တဲထူးဆန်းနေဆိုပြီးဇရပ်ပေါ်တက်သွားဟာနီထွေးမွေးဖွားကာစကလေးပါလားတဲမိုက်တဲ့မိမကာမစိတ်ကြိုက်ကိုအလိုလိုက်ပြီးတော့ပြောခြင်းသလိုပြောပါခြင်းသလိုပါနေခြင်းသလိုနေပြီးတော့ကြည်စမ်းပါဗျာခွေးမွေးသလိုမွေးတဖြစ်ခဲ့ကြတဲတော်တယ်မိမတွေမှန်းဆိုပြီးကောက်ကြည့်လိုက်တော့ဟာယောက်ျားလေးဟာဟန်ကြပြီယောက်ျားလေးဟဲ့လူကလေးမင်းအမေကမတလို့မွေးပြီးပြစ်ထားခဲ့ပြီးမဲ့လို့အဖေနဲ့ထိုက်လို့ရတဲ့သားအဖေသားပေါ့ဟန်ကြလိုက်တာကွယ်အိမ်ကသူ့ကျွဲကတော်ကြီးကလည်းသားသမီးတယောက်မှတန်တေမခလို့ရချင်းလိုက်တဲ့သားသမီးသားသမီးလိုချင်တာမရအဖေကိုလည်းခဏအပြစ်တင်နေကွယ်ညောင်းပွားပြီးတော့တရမလားလို့ဆူတောင်းကန်းကောင်းလို့ညောင်းကိုင်းပြီးမသေးဟန်ကြလိုက်လေသားရဲ့လိုက်ခဲ့ပြီတော့ပြေးသားကြီးခေါ်သွားပါလား
ဩတက္ကမကြီးတွေကိုချင်းစကောမိခင်လို့သူဘလောက်ရင်ကျိုးလိုက်မတော့ရှေ့လက်ဆက်နားထောင်ပေါ့လေလက်ခုပ်ထဲရေကလေးတွေခတ်စရာခွတ်မရှိတော့တုံးနဲ့ပြောင်းလာလိုက်တာရဲ့မပြန်လာပြီတာရဲ့မိကနာရောက်ခြေပြားလေးထောက်ဟောငါထားတဲ့နေရာငါသားလေးမရှိပါလားတဖြည်းဖြည်းနဲ့လှေကားပေါ်တက်တဝက်လောက်ကြတော့တရားနာပြေးသားကြီးဟဲရှိတော့ပါဦးငါသားလေးငါထားတဲ့နေရာမရှိတော့ပါဘူးမရှိတော့ပါဘူးဆိုပြီးတရားနာပို့ပြီးတရားနာပြေးသားလက်ခုပ်ထဲကရေတွေလည်းပြည်ကြပြီလေမိုက်ကနဲ့ဖြစ်သွားမျက်လုံးလည်းပြားလာဇယက်တိုင်ကိုတရားနာပြိဿကြီးမလဲအောင်မနေထိမ့်ပြီးတော့ကင်ထားလိုက်ရတယ်ဒီလိုဇယက်တိုင်ကိုမကင်ထားပြီးတော့သားလေးထားခဲ့တဲ့နေရာကြည့်မတွေ့ရအော်ကြည်စမ်းပါငါသားလေးဘယ်များလှိမ့်သွားပါလိမ့်မလို့မွေးကစားလေးပဲလှိမ့်နိုင်လိမ့်သို့တော့စိတ်ကထင်တာပေါ့လေတိုင်ကြားလေးတွေရှောက်ကြည့်အိမ်မြောင်တောက်တယ်မှမဟုတ်ပဲဘယ်တိုင်ကြားတဲ့ဝင်နိုင်လိမ့်တားပြောက်တော့ကြောက်ကြတဲ့ဘောထိတ်မွေပေါက်တယ်လို့နောက်တရားနာပြည်သားဖြာစုပ်အောင်လှန်ကြည့်ကြဘိုးမှမဟုတ်ပဲဘယ်တွေ့လိမ့်လက်တလုံးလောက်ရှိတဲ့ကြမ်းကြားလေးတွေကအောက်ငုံကြည့်စပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇရက်တစ်ခုလုံးလှက်ပပြေးစပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇရက်တစ်ခုလုံးလှက်ပပြေးမတူဇရက်အောင်ငုံကြည့်မရှိတော့ပါဘူးတာရဲ့လူလေးရဲ့ရွှေသွေးရဲ့မလေးအမေပဲစီလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ကိုချိုးနေပြီမင်းအဖေနဲ့မတွေ့ပေမဲ့လို့အမေလေးပတ်သားလေးအကုပ်ပြီးတော့ဒိုးဒူပေါင်းမဲ့လုတ်ကန်ပြီးတော့စားမယ်အောင်မေတာတာရဲ့တရိတ်ဆန်လေးနဲ့တွေ့ပြီးတော့သေပေးကြီးများဆိုက်သွားလေသလားတာရဲ့မင်းကိုအမေပဲလိုက်ပြီးတော့ရှာရပါမတော့ဇယအောင်ဆင်ကြွတွေ့ရတဲ့နောက်ဆုံးမိဒုက္ခညီဒုက္ခသိမအေးတော့မထင်ပါရဲ့အခရီးတစ်လျှောက်ငါလိုဒုက္ခရောက်တဲ့လူရှိမှရှိပါမလားကြည်စံခုတော့လင်းကွယ်တတ်ကွယ်နဲ့ငါပဲလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ငါတမ်းမရှိလို့ရှိရင်ဟောဒီလောကကြီးရဲ့အမေပဲလို့လုပ်ပြီးတော့ပျော်နိုင်မှာမတော့တာရဲ့ခြေဦးနဲ့ဒူးတဲ့ရသွားတော့မယ်မိဒုက္ခကြီးရောက်ချင်ရရောက်ပါစေတော့သိတယ်ဟဲ့မိဒုက္ခကြီးရောက်ချင်ရရောက်ပါစေတော့သိတယ်ဟဲ့သိပါစေတော့သိတယ်ဟဲ့သိပါစေတော့အမေသွားမယ်သားရဲ့ဆိုပြီးတော့တရားနာပရိသတ်ခြေဦးတော့မုတ်ဆိုးကြီးကလည်းခြုံစားကတော်ကြီးတဲ့ အလိုကြည်စားဖယားမုတ်ဆိုးကဖယားတာဟုတ်မထင်ပါဘူးကျုပ်လည်းရန်ထားလိုက်ရတာပဲပြုသူမြတ်တဲ့တတ်နေတဲ့မုတ်ဆိုးဖယားတာမထင်ပါဘူးကျုပ်လည်းရန်ထားလိုက်ရတာပဲပြုသူမြတ်တဲ့တတ်နေတဲ့မုတ်ဆိုးဖယားတာမထင်ပါဘူးကဲထွက်သွားပြီလေကြည်စားကဒိန်းကဘာနဲ့မိမသားပါလားတနာစရာကောင်းလိုက်ပါပြီအိုးသူ့ခန္ဓာကိုယ်လည်းမတတ်မပြတ်နဲ့ဒုက္ခရောက်လာတဲ့မိမနဲ့သူရဲ့မျက်နှာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဆိုတဲ့ဆုနဲ့ပြည့်စုံလိုက်လေခြင်းတနာလိုက်လေခြင်းငါပဲလို့တနာမှမသိပါလားပရိသတ်ကြီးမှတ်နော်မုတ်ဆိုးကဟိုမိဒုက္ခမြင်တော့တနာတဲ့ပရိသတ်ကြီးမုတ်ဆိုးကြီးဘာပြုတ်တဲ့တော့မှတ်ထားကြလောကကြီးဘယ်ကမှမစဘူးနော်ဒုက္ခဖြစ်ခြင်းတဲ့လူတွေအဲ့ဒီတနာရာကကြီးစဖေကြီးမေကြီးတို့ငယ်ကျိုးငယ်နာစဉ်းစားပါလားခုတည်းတနာတို့ပေအထိတနာမှာအဲ့ဒီတနာရာကစတာဗျဒုက္ခဖြစ်ခြင်းအဲ့ဒီတနာရာကစတာဗျဒုက္ခဖြစ်ခြင်းကြည့်ခုတရားနာပြိဿမုတ်ဆိုးကြီးကတနာတဲ့ကျုပ်ကလည်းစဉ်းစားတယ်ပြိဿသူများအသက်တွေကိုရက်ရက်ဆက်ဆက်တပ်ဖြတ်နေတဲ့မုတ်ဆိုးကမိမတယောက်မြင်လို့တနာတယ်ဆိုတော့ဒီဆိုတော့ကြည့်ပြောမကောင်းလို့ဟုတ်တယ်လေခင်ဗျားတို့စဉ်းစားပေါ့သူများအသက်ကိုရက်ရက်ဆက်ဆက်တတ်နေတဲ့မုတ်ဆိုးကမိမတယောက်တနာတယ်ဆိုတော့ကဲစဉ်းစားလေတနာတာပဲဗျတနာမှာတော့ဓာကြီးကင်ထားတဲ့မုတ်ဆိုးဘယ်ခုတ်လိုက်မှာတော့ကြည့်ခြုံစားကစောက်
မိမသားအနန္တရောက်အနန္တရောက်တော့ငှက်ကြီးတောင်ဓာကြီးကြစ်ကြစ်ပေါအောင်ဆိုခြုံစားကထွက်လက်တစ်ဖက်ဆွဲဟိုက်တကယ်မပြေဟောပေါင်းကြီးရဲ့တော်သားကြီးလည်းကျုံမခုတ်လိုက်ပါနဲ့ကျုပ်လေလက်ဝက်လက်စားမပါပါဘူးတော့ရွှေတို့ငွေစားလည်းမပါပါဘူးကျုပ်လေမိမအိမ်မဟုတ်ပါဘူးမိမဆွေးပါမောင်ကြီးရဲ့ခုတ်လိုက်ပါလေတော်သားကြီးလည်းကျုပ်ကိုမတတ်လိုက်ပါနဲ့ဗျာခုတ်ပါရိုးလားဗျာမဲဟောဒီဓာကြီးနဲ့မပြောနဲ့ဒါမဲ့ဒုံနဲ့တူမောင်ကြီးကတပူနဲ့တောင်မရွယ်ဘူးဗျာအဲခုတ်ပါဘူးလို့ပြောနေမှာဘယ်ခုတ်မတုံတနာတာကိုတနာတဲ့တမှုရိယကစရရင်ဓာကင်တော်လည်းမခုတ်ဒုတ်ကင်တော်လည်းမရိုက်တဏှကင်တော်လည်းမပြစ်တဲ့သဘာဝကာမတတ္တဝါတွေရဲ့ထုံးစံနော်ကြည့်အခုမုတ်ဆိုးကြီးခုတ်ပါရိုးလားဗျာလို့ဆိုပြီးတော့မောင်ကြီးကတနာလို့တဲ့ပြိဿကြီးတနာလို့ဆိုပြီးတော့ခေါ်သွားလိုက်တာဘယ်ထီအောင်တနာလိုက်သလဲလို့ဆိုတော့တော်တဲ့ရောက်အကျဉ်းလင်မယားဘဝတနာတာကစသွားတယ်အကျဉ်းလင်မယားဘဝရောက်ပြီးတော့နေထိုင်လာလိုက်ကြတာပြီးတော်တဲ့သွားမယားလို့သူကပြန်လာအိမ်ကစီချိုးဒီလိုနေရင်ထိုင်ရင်နဲ့တရားနာပြိဿကြီးနောက်သမီးလေးတယောက်မုတ်ဆိုးကြီးနဲ့ဖွားမြောက်ပြန်ပါတယ်ဒီလိုသမီးလေးဖွားမြောက်လာတော့သမီးလေးကလည်းဥမမဲ့စားမမြောက်ကလေးလေးလက်ထဲပွေလို့မုတ်ဆိုးကြီးပြန်အလားကျိုးနေကြမကျိုးတော့ဟိုကဓမ္မကြီးနဲ့စိတ်ဆိုးကြည်စမ်းမိမယုတ်ဘယ်နဲ့ဗျာတနာလူကောက်ယူကျွေးမွေးထားအခုတော့ငါဂယုမဆိုင်ကောင်းလာရဲ့လို့တရားနာပြိဿကြီးဓမ္မကြီးနဲ့ခုတ်မလို့ပေပေတော့ဆိုပြီးပြေးအလားဟောသမီးရဲ့ညီဖေတော်အမေကိုခုတ်တော့မှာပဲလေသူ့အသက်ဘေးကြောင့်ပွေထားတဲ့ကလေးပခက်ထဲတအားလွှမ်းပြစ်လိုက်ကလေးမလေးပခက်စွန်းနဲ့ခေါင်းနဲ့ခိုင်းမိပခက်ထဲသူ့ရိုင်နဲ့လဲအဲနဲ့ဖြစ်ပါဘူးဆိုပြီးထွက်ပြေးနောက်မုတ်ဆိုးကြီးမရှိကြသမီးကလေးပြန်ကြည့်နေတဲ့တရားကြီးမဟုတ်ပါဘူးသမီးရဲ့ကိုမချီကအမိတော့လေတတ်တော်ခဲ့ဤကဘာမီလောင်တာကိုချမ်းနေဆိုတဲ့ကဲ့သို့ငါသမီးအမေမချစ်လို့မတနာလို့တော့မဟုတ်ပါဘူးနှုတ်ချိုဝအောင်တိုက်ကျွေးပြီးတော့အမေလွတ်ရပြေးပါရစေတော့ဒီတရားကြီးမြင်ရင်ကြီးအဖေအမေတတ်တော့မှာပဲလေတအားတရားနာပြိဿရေမိဒုက္ခတအားထွက်ပြေးလိုက်တာဟောရာဇကြိုးပြန်ရောက်ရာဇကြိုးရောက်တော့လေသူများအိမ်ဘေးအဆွဲကလေးချလို့လက်ဖက်ရည်အိုးလေးကူးပို့လိုက်တလင်းလေးကူးကိုင်းလိုက်ထမင်းလေးကူးချက်လိုက်မောင်းလေးကူးထောင်းလိုက်ရေလေးကူးခတ်လိုက်နဲ့သူ့ဝန်းစာသူ့ရှာပြီးတော့စားခဲ့ရ14 6နှစ်လောက်ကြားပြန်တော့လေအဲ့ဒီမြို့ကလူငယ်လူရွယ်ဖြစ်တဲ့လူပြိုပေါက်ကလေးတယောက်နဲ့အိမ်အောင်ကြပြန်လေသူများတပင်လေးတပင်ထူတဲ့သူ့လဲမှမသိမလဲမှမသိထူလာခဲ့မိဒုက္ခဘဝခကြီးမြင်အောင်သာကြည့်ကြဒီလိုနဲ့တရားနာပြိဿနေထိုင်လာခဲ့ကြတော်တယ်ကမုတ်ဆိုးနဲ့ရတဲ့သမီးလေးကလည်းကြီးပြင်းတော့မုတ်ဆိုးကြီးခုတ်လို့ထစ်လို့ရတဲ့တန်ကားတွေဒီရာဇကြိုလားလာရောက်တော့အဲ့ဒီမိန်းမကြီးအိမ်ဖောက်တယ်ဖြစ်နေတဲ့ပြိဿစာအိမ်တော့အိမ်ဖြစ်ပြီးတော့တရင်တဏှီကြီးပေါ့ဒီလိုတရင်တဏှီနဲ့နေပြီးတော့လာခဲ့ရတနေ့တစ်နေ့ကြတော့လင်လို့သူကအပြင်မဲ့ထွက်မှိုင်းနေမောင်ရဲ့မင်းဘယ်နဲ့ကြောင့်မှိုင်းတာတော့ငါများအပြစ်ရှိလို့လားရှိပါဘူးဗျာအသက်ကြီးတာကြီးယူထားလူထဲမှာတွဲမသွားဝင်တဲ့ဘဝဟုတ်တယ်ခမရတို့ခေတ်ကလည်းရတွဲသွားခြင်းသေးတာဒါကြောင့်ဘုန်းကြီးတွေလဲပြီးပြုတ်ကြကုန်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကအရက်ထဲအကြောင်းမရှိမကြွရလို့ခေါ်တာဗျအဲ့ဒါနဲ့ပြီးတော့ဟုတ်တယ်ဒါဖြင့်ငါအသက်ကြီးတာလေးရမဲချပြီးပြစ်တော့မထားပါနဲ့ငါအသက်ကြီးလို့မင်းမပေါင်းသိရင်လေပြစ်တော့မထားပါနဲ့ကွယ်မင်းနဲ့ရွယ်သူလေတို့အိမ်မှာတန်ကားလာရောက်တဲ့ကလေးမလေးဘယ်နဲ့တော့ငါနားချပေးစားမယ်လေကောင်းကျိန်တာပေါ့ဗျကောင်းကျိန်နဲ့နာမတိဖြူးမျိုးကကျွတ်တို့တရားနာလာတဲ့တကားတွေမေးရအောင်ခမည်းတော်ကိုမိန်းမကများနောက်တစ်ယောက်အပူရှာပေးမယ်ဆိုရင်တကားတို့ညင်းမယ်မဟုတ်လားအာနာပါနာနဲ့မေးရတာမန္တလေးဒီတရားသွားဟောလိုက်ဒကမာကြီးတယောက်ကဖွဲ့ဖွဲ့နှုံးနဲ့ထလျှောက်ညင်းမလိုက်ဖရာတဲ့ပေချင်းစိုးတွေရှာမပေးပဲနဲ့တော့ထွက်ကမြင်းကြောထားကြလုံးအမလီတရားဟောရင်ကြုံရလေမန္တလေးမှာခန်းစားချက်ရှိထားတာနဲ့တူပါရဲ့ကဲရှိသေးတော့တကားတို့မိမကိုယ်တိုင်ကနောက်တစ်ယောက်ရှာပေးတော့ဘယ်ညင်းလိမ့်မတုံကောင်းကျင်တာပေါ့
ခေါင်းကြီးတော့မျိုးရိုးမစစ်ဖဲနဲ့ပေးစားလိုက်တာဟောသမီးကလေးနဲ့လင်းကြီးအမအဖြစ်နဲ့နေလာခဲ့ကြပြုဒီလိုနေထိုင်ပြီးတော့လာခဲ့ကြတရားနာပရိသတ်ကြီးတနေ့က၌ကြတော့လေယောက်ျားပြင်းတော့လေကြောခင်းနဲ့မိမပြင်းတော့ခြေဆင်းနေဦးစားတယောက်တည်းတန်းဥတုတ်တာမိမရဲ့အလုပ်ကိုဖြူစီမပြောပါဘူးမန္တလေးစီပြောပါတယ်နေဦးစားလေးထွက်ဘုန်းကြီးတွေဆုံးကန်ကြွလာတာမမြင်ဘူးတယောက်ခါတယောက်ဒူးကြီးနဲ့ခွာနောက်ကသဲသဲမမဲတုတ်ဒီထဲအောက်ကအတုတ်ခံတဲ့မိမကပြောလိုက်သေးဂျွတ်ကနေတုတ်တော့အမလီအရာသာရှိလိုက်တာတန်းဥတုတ်တာအရာသာရှိပြန်တဲ့ကြည့်လေခုမိမပြင်းတော့ခြေဆင်းတယောက်တည်းတန်းရှာကြတယောက်တည်းတန်းရှာတော့တရားနာပရိသတ်အမကြီးကောင်တန်းရှာတော့ကိစ္စမရှိဘူးပေါ့ညီမလေးကောင်တန်းရှာတော့လေလက်ညှိုးလက်မနဲ့ကုတ်ခွဲလိုက်တဲ့ပရိသတ်ကြီးအမယုတ်ကြီးအတွင်းကပေါ်လာဟဲညီမအမကြီးအလန်းစားနဲ့ပါတော့အေးညီကောင်ကအမယုတ်ကြီးကြည့်လိုက်တာဘယ်လိုဖြစ်တာတော့အမကြီးရဲ့ဒီအမယုတ်ကြောင့်မပြောရစေနဲ့ဟောဒီအမယုတ်အကြောင်းပြောရင်ကျမအမေစိတ်နာလွန်းလို့ဟေးဖယားမဟုတ်ပါစေနဲ့လွဲပါစေတော့ပြောစမ်းပါအေးကျက်သိန်းလဲထားတယ်သိလဲသိချင်တယ်ရွာထဲမသားသေးလို့ကြည့်ချင်တဲ့မိန်းမတွေလို့ပေါ့ရထဲမသားသေးရင်ကြည်လဲကြည့်ချင်တယ်ညကြလဲအိတ်မပြောဘူးတဲ့ဒီမသားကြီးမျက်စိတွေကမထွက်လို့အခုလဲကြည့်တရားနာပြိတ္တာသမီးဖြစ်မှလဲကြောက်တယ်ဒါပေမဲ့သိလဲသိချင်တယ်ပြောစမ်းပါအေးလို့ဆိုတော့ဒီလိုအမကြီးရဲ့ကျုပ်အမေမရှိဘူးတော့သေသွားလို့လားအေးသေလို့ဟုတ်ပါဘူးတော့ကျုပ်ခုအဖေမုတ်ဆိုးကြီးနဲ့နေရတာတော့ဟင်မုတ်ဆိုးကြီးနဲ့ဟုတ်ပါပြီဟုတ်နေပြီနဲ့တူပါရဲ့ကျုပ်လေအဖေပြောလို့သိတာပါတော့ကျုပ်အမေကကျုပ်ချီထားတော့လေအဖေကတော့တဲ့ကပြန်လာသူ့မကြိုကောင်းလားလို့ဓမ္မကြီးနဲ့ခုံလို့တအားပြေးလာတော့အမေကကျုပ်မတနာလို့ပခက်ထဲလွှင့်ပြေးဟောဒီတရားအမေကြောင့်ရတဲ့တရားမို့ကျုပ်အမေအကြောင်းဟောဒီအမတို့ပြောရင်စိတ်နာလုံးလို့အမကြီးရဲ့လို့လည်းပြောလိုက်ပါလေရောဟေးသမီးမလေးမသေးလို့တွေ့ရမေ့နိုင်ပါမလားလို့ပွဲတဲ့ဆိုလွန်ငံပေါ်ဗျာလွန်ငံပေါ်ကိုင်းလေပင်ဖက်ငိုကြပါရောဗျာသမီးရဲ့ပတနာလို့ပြစ်ထားခဲ့တာမဟုတ်ပါဘူးသေဖေးကြောင့်ငါသမီးလေးနှုတ်ချွတ်တိုက်ကျွေးပြီးအမေပြေးခဲ့ရတယ်သမီးရဲ့ဒီလိုလေပင်ဖက်ငိုနေကြတော့လင်လုတ်တဲ့လူထွက်လာပြောခင်ဗျားတို့ဘာဖြစ်ကြရဖြစ်ကြလားမောင်ရင်ရဲ့ရံဖြစ်ရင်လေပင်ဖက်ငိုပါဒါပြဘာဖြစ်တာတော့ခင်ဗျားတို့အရက်ထဲကဘာပြောတော့ပြောပါဘူးကွယ်ကိုအကြောင်းနဲ့ကိုဖြစ်ကြတာအရက်ထဲကပြောလေဘေးကပြောတာတယူဆိုင်နေအလုတ်တောင်လှုပ်စားရမှာမဟုတ်ပြောပါဘူးကွဒါပြခင်ဗျားတို့ကဘာလို့ငိုကြတာတော့ငိုဆိုကွယ်မျိုးမစစ်ရိုးမစစ်ပေးစားခဲ့မမေးမမြန်းမဲနဲ့ပေးစားခဲ့ဟောတာငါသမီးကွယ်နေတဲ့အမေနဲ့သမီးပြန်တွေ့ကြလို့မောင်ရဲ့တို့ငိုကြတာပါပဲလို့ပြောလိုက်တော့ဗျာခမည်းတော်ကတော်ရသေးတာပေါ့ကွယ်နေတဲ့အမေနဲ့သမီးပြန်တွေ့ကြပဲလို့ကျုပ်ဘဝလောက်ဆိုးမထင်ပါဘူးဟဲ့ဖယားလာပြမိဟဲ့တမျိုးနေပါဦးမောင်ရဲ့မေစကားဆန်းလာကြည့်လားဆန်းဆိုဗျာကျုပ်အဖေမေမရှိဘူးဗျဟဲ့သူကျွေးကြီးနဲ့သူကျွေးကတော်ကြီးကမင်းဖေမေမဟုတ်လားဟုတ်ပါဘူးဗျာအဲ့ဒါမွေးစားအဖေမေဗျကျုပ်အမေဟာလေကျုပ်ကိုမကလားလို့ဟောဒီရာဇဂိုမြို့ဘောက်ကဇယကြီးပေါ်မှာခွေးမွေးလို့မွေးပစ်ထားကြလို့အဖေမေမျက်နှာကိုကျုပ်ဖြူလဲလားမေလဲလားတောင်မမြင်ရပါဘူးကျုပ်လည်းအစကသူ့ကျွယ်ကြီးနဲ့သူ့ကျွယ်ကတော်ကြီးဖေရင်မေရင်အောက်မိတာဟုတ်ပါဘူးဗျာသူများတွေပြောမှမွေးစားဖေမေဆိုတာကျုပ်သိရပါသဗျာလို့လည်းပြောလိုက်ရောဟေးလူကလေးဆိုပြီးမိမကြီးလဲသွားပြီယုတ်ဟဲ့ဟာဘယ်လိုဖြစ်ကုန်ကြပါလဲ
ငါသားခေါ်ပြီးတော့လဲသွားတယ်ဘယ်လိုပါလဲပြုတ်ဒီမှာမရလို့ပေါင်းလာပြီးသားခေါ်ယုံလေးနဲ့အကြောင်းမသိပဲအမေပြောင်းခေါ်ဖို့အတော်ခက်တကူပြုတ်ဒီမှာဆိုပြီးတအားပြေးပြီးတော့လေဘဲအောက်လက်ကလေးရှိုးမျက်နှာလေးပေါင်ပေါ်တင်ပြီးတော့မေးလိုက်ပြုတ်ခင်ဗျားပဲလုံနေသေးတော့မျက်လုံးလေးပွင့်လာတတိယပြီတာလူကလေးတာရဲ့မင်းကပြောလိုက်တာအမေကိုဇရက်ပေါ်ခွေးမွေးသလိုမွေးပြစ်ထားကြလို့တဲ့အမေခွေးဆိုလိုက်တယ်ဟုတ်ပါပြီတော်တော်လည်းငါသားအပြစ်မရှိပါဘူးခွေးမကြီးပါတာရဲ့ခွေးမကြီးတာရဲ့ခွေးဘဝကမှတော်ကြလိမ့်ဦးမယ်အမေနဲ့သားနဲ့နှမနဲ့မောင်နဲ့ဘယ်လိုပဲတရိษံခွေးဘဝပြောကြပေမဲ့လို့မမှားတဲ့ဘူးဆိုတဲ့အကြောင်းကိုမသိလို့သူတို့ပြောမိတဲ့ဘဝမှာအရသာရှိကြပေမဲ့လို့တာရဲ့မမှားတဲ့ဘဝကြီးမှားတဲ့ဟောဒီလူဘဝဟောဒီခွေးမိလို့ဘာကြီးပြောနိုင်မှာမလားတာရဲ့အမေလေးငါသားကိုမတနာလို့ပြစ်ထားကြတာဟုတ်ပါဘူးငါသားခွေးမကြီးလို့ဆိုတော့လေငါသားကြီးအပြစ်မရှိပါဘူးဟောဒီခွေးကောင်းမကြီးရဲ့အပြစ်ရာဇဂုံမြို့ောက်ကဇယကြီးပေါ်ငါသားပြစ်ထားကြတဲ့အကြောင်းအမေပြောမယ်နော်ဒီခါပြီးတော့ခဏလေးနားထောင်ပါသားရဲ့ပြီးတော့မှအမေဟိုတတ်တဲ့လေတတ်တာပြစ်လိုက်ပါတော့အမေလေးဟောဒီရာဇဂုံမြို့ကမဟုတ်ပါဘူးသားရဲ့တာဝတိမြို့ကမေအဖေနဲ့အမေရကားစားတညတာနေပြီးတော့မေအဖေခရီးထွက်အသွားဆိုကြနောက်ကအားလုံးအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ကဘာတည်တဲ့အရာဝတ္ထုကျုပ်နည်းနည်းပြောပါနောက်ကလိုက်ဆိုစမ်းမှာငုံမင်းသစ္စာပြုသောမြင်နေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာမှတ်မိပါလားပြောပါမှတ်မိပါလားမမှတ်မိပဲဘယ်ဖြေရဲမလို့မှတ်မိပါလို့ဘုရားတို့ပြောစားဆိုတစ်လိကြီးနေပါကိုကဲဘုန်းကြီးပြောမယ်မှတ်မရရင်တော့ဆက်ဟောမယ်ဘုန်းကြီးမဟုတ်ဘူးဗျာမှတ်နောက်ကမလိုက်နဲ့တော့ဘုန်းကြီးပြောပြပတ်ထားငုံမင်းသစ္စာပြုတဲ့မြေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာဘယ်နှခုတော့၄ခုပါဗျာငုံမင်းသစ္စာပြုတဲ့မြေနေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာဟန်ကြသွားပြီကြတဲ့လူတွေပြောပါတယ်တချို့ကလည်းခေါင်းချင်းရိုက်ပြီးဝါတယ်ဝါပါကိစ္စမရှိပါဘူးကြာဝါကြည်တာပေါ့ဟုတ်တယ်လေငယ်ငယ်တုန်းကစာသင်မှုသားပဲကာကြီးခခွေးကာကြီးဘယ်သူမှမမေ့ဘူးအဝါဆုံးကာကြီးအဝါဆုံးဘယ်ချိန်နှုတ်မေ့အဲ့ဒီကာကြီးလူတိုင်းရဒါကြောင့်အဝါဆုံးကအကျေဆုံးဝါကြကဲပြန်ဆိုစမ်းနောက်တစ်ခါငုံမင်းသစ္စာပြုတဲ့နေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာကဲအဓိပ္ပာယ်ပြီးတော့မှပြောမယ်ခမည်းတော်ကြီးအလွတ်တစ်ခေါက်တော့သွားလိုက်ပါဦးငုံမင်းသစ္စာပြုတဲ့နေရာနာလကရေအိုင်ကကျူယိုးလရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာဟန်ကြသွားပြီငုံမင်းသစ္စာပြုတဲ့မြေနေရာဆိုတာဘလောက်ကျင်ဝန်းတယ်လေသောလတ္တဂရိတာနီ16ပဲတဲ့ဗျ16ပဲကျင်ဝန်းတယ်တောင်သူလယ်သမားတွေလို့ပြောရင်အဲ့ဒီ16ပဲကျင်ဝန်းတဲ့နေရာသည်တကဘာပတ်လုံးတည်တယ်ဘယ်လိုတည်တာတော့မီးမလောင်မှုတဲ့ဗျ
အဲ့ဒီနေရာမှာတကဘာပတ်လုံးမီးမလောင်ဘာလို့မလောင်တာလဲကျွတ်တို့ဖယားအလောင်းတော်ငုံမင်းဖြစ်စဉ်အခါတုန်းကဖယားအလောင်းတော်ငုံကလေးကကျွတ်တို့အတိုက်ချင်းအမွှေးတောင်လည်းမပေါက်သေးဘူးခြေတောင်ကလေးတွေကလည်းနှုတ်သေးတယ်နှုတ်သီးလေးတွေကလည်းတစ်ကိုင်းကိုမချိတ်နိုင်ရှာသေးဘူးအဲ့ဒီအချိန်ခါမှာတောမီးကြီးလောင်လာတောမီးကြီးလောင်လာတဲ့အချိန်ခါမှာဖယားအလောင်းငုံမင်းရဲ့မိဘများသည်အတော်လက်စုံလင်တော့ဖယားအလောင်းငုံငယ်ကလေးကိုပြစ်ပြီးတော့ပြန်ပြေးကုန်ကြအဲ့ဒီချိန်ခါမှာကျွတ်တို့ဖယားအလောင်းငုံမင်းကတစ္ဆာပြုအော်အတင်တော်မီတဲ့မတော်မီကိုကျွတ်တို့ဖယားအလောင်းငုံမင်းလေးကစကားပြောနေအတင်တော်မီဒီတဟုံဟုံတောက်လောင်ပြီးတော့လာသောအခါမှာငါမိဘများသည်အတော်အလက်စုံလင်လို့ပြန်နိုင်ပြေးနိုင်သွားနိုင်လို့ငါ့ကိုပြစ်ပြီးပြန်ပြေးကုန်ကြပြီတော်မီကြီးရဲ့ငါမှတော့မိဘများကိုအတောင်ကလည်းမပေါက်သေးဘူးမိဘများလို့ခြေချောက်ကလေးတွေကလည်းပဲမနှင်းနိုင်သေးဘူးမိဘများလို့နှုတ်သီးကလေးကလည်းတစ်ကိုင်းကိုချိတ်တွယ်ပြီးမသွားနိုင်သေးဘူးဒါကြောင့်ငါမှကြမ်းနေရတဲ့အတင်တော်မီတဲ့ဒါကြောင့်ငါဒီအခုပြောတဲ့စကားများသည်တင့်ကိုပြောနေတာတော်မီတဲ့ငါပြောတဲ့စကားတွေကအမှားမရှိဘူးတော်မီတဲ့ငါမှန်တာတွေကိုပြောနေတယ်တဲ့မှန်တာတွေကိုပြောနေခြင်းသည်သစ္စာပဲအတင်တော်မီတဲ့ငါဒီမှန်တဲ့စကားတွေကိုပြောရတဲ့သစ္စာစကားကြောင့်အတင်တော်မီငါ့ကိုကွင်းသွားလိုက်စမ်းပါတဲ့ဘယ်လောက်ကွင်းရမလဲသောလတ္တကရိတာနီ16ပဲနားထောင်တော့တောင်မူမျိုးသူမျိုးသားတွေနားထောင်တော့သစ္စာပြုတယ်ဆိုတာခက်တဲ့ကိစ္စတော့မဟုတ်ဘူးမှန်တာကိုပြောခြင်းဒီသစ္စာပြုအခုကြည့်ဘာဆန်းတယ်လဲပြိတ္တသစ္စာပြုတဲ့ကိစ္စတမန်ငါရှံငါကြည့်ရင်မဆန်းဘူးပေါ့ဒါပေမဲ့လို့ဒီသစ္စာမျိုးပြုတ်သလားလို့ဆိုတော့အခုခေတ်မြောက်ပေးနေတဲ့စကားကရှိတယ်။အိုးတဲ့မှုသားမပလင်္ကာမချောဒီခေတ်ဒီလိုမပြောငါမှာလိန်စားရတာလေးအရသာရှိတယ်ထင်တယ်။လိန်ပြောနေရတာလေးသူတို့အရသာရှိတယ်ထင်တယ်။လိန်မပစ္စည်းရတာလေးချမ်းသာလာတာလေးဝတ်ရတာလေးစားရတာလေးဒါလေးအရသာရှိတယ်ထင်းနေတဲ့အချိန်ဆိုတော့အဲ့ဒီသစ္စာဆိုတဲ့မှန်တဲ့စကားပျောက်ကွယ်သွားပြီ။မှန်ရလားဘုန်းကြီးပြောနေတာမှန်ပါရဲ့ဗျာဒါကြောင့်သစ္စာကိုပြုကြစမ်းပါမှန်တဲ့စကားကိုဆိုပြီးတော့မခဲရင်တဲ့ကိစ္စလေးကိုမှန်တာပြောနိုင်ကြစမ်းပါကြည့်ဖယားအလောင်းတော်ငုံမင်းပြောတယ်ဒါကြောင့်ငါမှန်တာတွေကိုပြောနေတဲ့သစ္စာစကားကြောင့်အတင်တော်မီငါကိုရှောင်သွားလိုက်ပါတဲ့ဆိုတော်မီကြီးကရှောင်သွားတယ်အဲ့ဒီဖယားအလောင်းသစ္စာပြုခဲ့တဲ့မြေနေရာသည်တကဘာပတ်လုံးမီးမလောင်ပါဘူးတဲ့ပြိတ္တဒါကြောင့်တကဘာပတ်လုံးတည်တဲ့ငုံမင်းသစ္စာပြုတဲ့မြေနေရာဆိုတာပြီးသွားပါလားပြိတ္တကြီးပြီးပါဗျာဟေးညီငယ်နှမငယ်လေးတို့နားလည်ရလားဟေးဘုန်းကြီးပြောတာလဲပါတယ်လောက်မှတတ္တိရှိမဖြစ်ဘူးပါဠိရွတ်နေတာမဟုတ်ဘူးဟဲ့အကုန်လုံးနားလည်အောင်ပြောနေတာဘယ်နဲ့တော့ဟဲ့ညီငယ်နှမငယ်တို့နားလည်ရလားနားလည်ပါဗျာနားလည်လို့ကြံဒီကံတရားပွဲကလေးတွေရောက်လာတာပေါ့နားလေအောင်နားထောင်ကြဓမ္မကတိကထဲမှာကြုတ်တရားကောင်းလို့မတွက်နဲ့အောက်ပိတ်ဆုံးလှေကထစ်ပြကြံဒီကံကဒါတွေလည်းခဏခဏပြောခဲ့လှပြီလူပေါင်းစုံအကုန်နားလေအောင်ဟောနေရတယ်တရားဒါကြောင့်တရားနာပိဋကဓမ္မကတိကထဲအောက်ပိတ်ဆုံးလှေကထစ်တက်ပေးတဲ့ဘုန်းကြီးပါဗျအမြင့်ကြီးမော့မကြည့်နဲ့မျောမကြည့်နဲ့ဟာကြံဒီကံကဒုနင်းပါလှေကားกว่าတို့နင်းရအောင်တက်ပြီးတဲ့လှေကတို့ကနင်းပြီးတော့ဝိပဿနာတွေတက္ကထာတိကာတွေညှိနှိုင်းပြီးတော့ပါဠိပတ်သားတွေနဲ့အိန္ဒိယရှိပြီးစီဟောတဲ့တရားတွေနားနိုင်အောင်တို့လှေကတက်ပြီးတာပါလားလို့တရားနာပရိသတ်ကြီးကနင်းပတ်လှေကားလေးကိုပြစ်မထားဘဲနဲ့ကျုပ်အပေါ်ကနင်းပြီးတော့ခိုတခက်တရားကောင်းတွေနားနိုင်အောင်တက်သွားကြစမ်းပါကောင်းမှုလားပြုကောင်းပါရဲ့ဗျာကဲတဖြင့်ကောင်းပြီတစ်ခုပြီးသွားပြီပေါ့ဘယ်နှခုပြီးသွားလဲတစ်ခုပြီးသွားပြီနောက်တစ်ခုပြောကြစို့နာလကရေအိုင်ကကျူရိုးအဲ့ဒီနာလကရေအိုင်ကကျူရိုးနာလကရေအိုင်ကိုဘယ်သူစောင့်တယ်လဲရက်ခိုက်ဘလူးဆောင်အဲ့ဒီရက်ခိုက်ဘလူးဆောင်တော့ကျွတ်တို့ဖယားအလောင်းတော်ကြီးကလည်းမြောက်မင်းဖြစ်နေစဉ်အခါ
အိုင်ကိုရောက်သောအခါဆင်းတဲ့ခြေရာပဲမြင်ရတယ်တက်တဲ့ခြေရာမမြင်ရဘလူးကကြီးစပြည့်တဲ့ကိုပရိသတ်ဘလူးကကြီးစပြည့်တယ်ကျွတ်တို့ဖခင်အလောင်းတော်ကြီးကအဲ့ဒီရေကန်စိတ်ကိုရောက်သွားသောအခါမှာရေအိုင်စိတ်ရောက်သောအခါအော်ဆင်းတဲ့ခြေရာပဲမြင်တယ်တက်တဲ့ခြေရာမမြင်ပါလားရက်ခိုက်ဘလူးစောင့်တဲ့နေရာဘလူးသည်ဆင်းလာသူမှန်သမျှသူ့ပိုင်တိုက်ရောက်လို့အကုန်စပြစ်လိုက်တာအသက်ရှင်ပြီးတော့အပေါ်တက်လာတဲ့ခြေရာသည်တခုမှမတွေ့ရမဖြစ်ဖို့ဆိုပြီးတော့ကျွတ်တို့ဖခင်အလောင်းတော်သည်သစ္စာအဋိဋ္ဌံပြုတ်၍ကျူရိုးကိုအစစ်ဖောက်သူ့ရဲ့မြောက်အပေါင်းကိုရေထဲသို့မဆင်းစေရရေထဲဆင်းမှသူ့ပိုင်တာဖြစ်တော့သူ့ပိုင်တိုင်းမဟုတ်ကသူသည်စားခွင့်မရကျူရိုးကိုရေထဲစိုက်ပြီးတော့အစစ်တွေဖောက်ပြီးအဲ့ဒီရေကိုတောက်စေတယ်ဗျိကအဲ့ဒီချိန်ကစပြီးကျွတ်တို့ဖခင်အလောင်းမြောက်မင်းသစ္စာပြုခဲ့လို့နာလကရေအိုင်ကကျူရိုးသည်တရားနာဗျိကကျွတ်တို့တကဘာပတ်လုံးအစစ်မပါဘူးတဲ့ဗျို့ဒိုးယူပေါ့အခုခင်ဗျားတို့ပိုက်လုံးကြီးလို့ပေါ့ပြေးတာပိုက်လုံးနေအလဲကောင်မှာအကန့်ပါသလားပါဗျာအဲ့ဒီနာလကရေအိုင်ကကျူရိုးအစစ်မပါဘူးတဲ့ဗျို့အလဲကောင်ကအကန့်မရှိဘူးအဲ့ဒါဒီကျွတ်တို့ဖခင်အလောင်းတော်မြောက်မင်းဖြစ်စဉ်အခါတုန်းကသစ္စာဒိဋ္ဌံပြုခဲ့ခြင်းသည်တကဘာပတ်လုံးအဲ့ဒီကျူရိုးအစစ်မပါဘူးဆိုတဲ့ကိစ္စလည်းပဲနာလကရေအိုင်ကကျူရိုးဆိုတဲ့နာမနဲ့ပြီးမသွားဘူးလားဗျို့ပြီးသွားပါဗျာနံပါတ် 3ကပါလေပါတယ်လာတဲ့ကယုံတစိတ်ကျွတ်တော်ငယ်ငယ်တုန်းကကလေးချော့တာမကြဘူးလားပြိဿရွှေလမှာဘာဝတ်လို့ဘာဖွတ်တဲ့အဖိုးဦးတဲ့ရွှေလမှာယုံဝတ်လို့ဆံဖွတ်တဲ့အဖိုးဦးတဲ့ဟောကြည့်ပါဆိုတဲ့ဆိုသာဆိုပုံမူသည့်စကားကလေးအငူတိတ်အောင်အရိပ်အယောင်ပြတယ်ဖိုးလာနတ်သားတဲ့အဲ့ဒီစာဟာတမင်သက်တဲ့ဒါမဲ့ဟိုလှုပ်ကြံပြီးကလေးကလားရေးထားတာမဟုတ်ဘူးလာထဲမှာယုံတစိတ်တကယ်ရှိတယ်တဲ့ယုံတစိတ်ရှိပုံလေးဘုန်းကြီးပြောမယ်ပေါ့ကျွတ်တော်ဖခင်အလောင်းယုံမင်းဖြစ်စဉ်အခါဖြန်းရဲ့မြေခွေးရဲ့မြောက်ရဲ့ဟိုယုံရဲ့လေးဥသားပေါ့လေတိုင်ပင်ညကျွတ်တော်ဖခင်လောင်းကယုံမဲဟဲ့အလှကံပုဂ္ဂိုလ်လာရင်တို့လှူရအောင်ဆိုပြီးတိုင်ပင်ညတိုင်ပင်တော့တရားနာပရိသတ်ကြီးမြေခွေးကလည်းငကင်နဲ့လှူဖို့ဖြန်းကလည်းငချင်းနဲ့လှူဖို့မြောက်ကလည်းအပန္တရတည့်သည်ကိုစီလှူဝဲတွေနဲ့အလှကံပုဂ္ဂိုလ်လာရင်ငါတို့လှူကြစို့မိတ်ဆွေတို့လှူတယ်ဆိုတာမြန်ပရိသတ်ကြီးအားကြစရာသိကောင်းတယ်လူတွေမှလှူတယ်မထင်နဲ့တော့တရိษံဖြစ်စဉ်ကျွတ်တို့ဖခင်အလောင်းတော်ယုံမင်းနဲ့တကွာအဲ့ဒီလေးဦးသားတို့လှူခဲ့ကြတယ်တရိษံတွေတောင်လှူသေးတာပရိသတ်ကြီးလူသားတွေမလှူတိုက်ဘူးလားလှူတိုက်ပါလားဗျာအိတ်ထောင်နဲ့ငုံငါကြည့်ထားဒီရွှေဆန်းတော်ဘုရားကြီးကကျွတ်တို့ဒီမှာ2သိန်းကျော်လောက်ရွှေချတော့မယ်ရွှေဆိုင်1000ကျော်ကိုရွှေချတော့မယ်ပရိသတ်ကြီးကိုမြို့မှာအဓိပတိတကယ်ခိုးယူစရာဝင်ကျွမ်းစရာအမျိုးမျိုးအနေနဲ့တပြေလုံးကရောက်လာတဲ့ဖယားသားသမီးတွေဖူးမြော်ကြတော့တဲ့အခါဝင်းထိန်ရှိနေတဲ့ဆိုရင်ဒါတောင်မြို့ရဲ့ဂုံချက်တည်းပဲမှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်တရိษံတွေတောင်လှူသေးတာလူသားတွေလှူတိုက်လို့ရှိရင်အားကြပြီးတော့အိတ်ထောင်နဲ့နားတဲ့အချိန်နှိုက်ဖို့တော့မမေ့နဲ့နော်ကြည့်တရားနာပိဿဟိုမှာလှူကြတော့ပိဿကြီးဖြံကပါတော့ငချင်းဖြံကပါတော့ငချင်းမြေခွေးကငကင်းဟိုမြောက်ကအပန္ဒရတည့်သည်အိကြဘန်းတွေကတည့်သည်ဖြစ်နေဦးနတ်တည့်သည်ဘာမှလို့လာတရားသားတရားဟောပရိသတ်ကြီးဟိုကျွတ်တို့မြောက်ကဘာတော့ဆိုတခါကြီးတယောက်ကပြောတယ်ဘန်းတွေကတည့်သည်ပါပဲအပန္ဒရတည့်သည်လို့ခေါ်တယ်နတ်တည့်သည်အဲ့ဒါကိုစီလူဖို့ပြင်ပြီးတော့နေကြတဲ့အခိုက်အတန့်မှာကျွတ်တို့မောဘော်ကတရားကလည်းဟောကြောက်ဖြာတင်းပြီလို့အော်ငါထိုင်နေကြကြောက်ဖြာသည်ပူပြင်းတဲ့အချင်းရာကိုပြလိုက်ပူလိုက်အေးလိုက်ပြောလိုက်မလိုက်ရောလိုက်တင်းလိုက်ဒီအချင်းရာကိုပြနေခြင်းသည်တ
တာလူပြေမှာငါတရားရာလူလူမဲ့လူများရှိသလားလှမ်းကြည့်လိုက်သူရန်သူမမြင်ဘူးသူရန်သူမမြင်ဘူးပြိဿဒီလှူမဲ့ပုဂ္ဂိုလ်၄ဦးသားကိုသူမြင်တယ်အဲ့ဒီတင်တရားမင်းကဖန်ဆင်းပြီးတော့ဟောအလှူခံဆင်းလာခဲ့ပုံနာရောင်ဖန်ဆင်းပြီးတော့အလှူခံဆင်းလာခဲ့လှူလိုက်ကြတာကျွတ်တို့ဖြံကလည်းငချင်းနဲ့မြေခွေကလည်းငခင်းနဲ့မြောက်ကလည်းအပန္တရသရသီးနဲ့ကျွတ်တို့ဖရာအလောင်းနဲ့ယုံမင်းကလှူစရာခုတည်းရှိမရှိသေးဘူးမရှိတော့လှူစရာထွေထွေထူးထူးရှာမလားလို့ဆိုတော့မရှာဘူးမရှာဘဲနဲ့ तू ဘာလှူမလဲလို့ဆိုတော့ကြည့်ပုံနာတဲ့မိဖို့ပါလော့မိဖို့ခိုင်းငါသူများလို့လှူစရာမရှိဘူးမရှာတော့ရေထဲဆင်းခန္ဓာကိုယ်ရေစီးသူ့ခန္ဓာကိုယ်မှာကပ်နေတဲ့ပိုးမွားကလေးတွေပါမသေးရအောင်အကုန်လုံးခါချပြီးတော့မီးဖို့ခိုင်းထားလို့ပုံနာကြီးဖို့ထားတဲ့မီးဖို့တဲ့သို့ငါအားလှူစရာမယူဘဲနဲ့ငါခန္ဓာကိုယ်ယုံသားကိုသင်စားပါလို့ပုံနာဆိုပြီးမီးပုံနဲ့ခုန်ဆင်းပြီးတော့ဇီဝိတပရိစ္ဆာကလို့ခေါ်တဲ့ပရမတ္ထဒါနကြီးကိုပြုခဲ့ပါတယ်ဗျာမှတ်ထားနော်တေချာခန္ဓာကိုယ်ကိုမီးပုံနဲ့ခုန်ဆင်းပြီးတော့ယုံမင်းကအသက်အလှလှူခဲ့တယ်ပြိဿဘာလှူခဲ့တာနော်ဒါကြောင့်စွန့်ငင်းကြီး၅ပါးထဲမှာဒါဇီဝိတပရိစ္ဆာကအသက်ကိုစွန့်တယ်လို့ခေါ်ပါတယ်နောက်တစ်ခါဒါနရဲပြန်ကြည့်လိုက်တော့ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီဆိုတဲ့အထဲမှာဒါနပရမတ္ထပါရမီခေါ်ပါတယ်အဲ့ဒီပါရမီကြီးဖြည့်ပြီးတော့မိဘုံနဲ့ခုံဆင်းပြီးတော့ယုံမင်းကယုံသားလှူခဲ့တော့ဟောတရားမင်းကနေပြီးတော့တောင်စီကိုညှစ်ပြီးတော့ရွှေဟင်းတပြရာနဲ့ကျွတ်တို့လာထဲမှာကျွတ်တို့ဖယားအလောင်းတော်ရဲ့ယုံတစိတ်ကလေးရေးထားခဲ့တကူဗျာတရားရေးတာအဲ့ဒီယုံတစိတ်ဒီတကဘာပတ်လုံးတီပါတဲ့ပြိတ္တကဘာပြတ်တော်လဲကဘာမပြတ်ခင်မှာသူတီနေပြီးတော့ကဘာပြတ်တဲ့အချိန်ခါကျမှပြတ်လိမ့်မယ်။ကဲလာတဲ့ကယုံတစိတ်ဆိုတာသဘောပေါက်သွားပါလား။ဘယ်နှခုပြီးသွားတော့၃ခုနောက်တစ်ခုဘာကြံသေးတုံးဟဲ့အိုဒိန်းတဲ့ဤအိန္ဒိယပြောအောင်မယ်အဲ့ဒီအိုဒိန်းတဲ့အကြောင်းလေးဂတိကာရအိုဒိန်းတဲ့ကြီးဆိုတာကတ္တဗဘုရားလက်ထက်ကကျွတ်တို့ဘုရားလက်ထက်မဟုတ်ပါဘူးကတ္တဗမြတ်စွာဘုရားကိုအမတန်ကြီးညိုတယ်ကတ္တဗမြတ်စွာဘုရားကိုကြီးညိုတဲ့အဲ့ဒီအိုဒိန်းတဲ့ကြီးသည်တနေ့က၌ကြတော့ဘုရားကိုယ်တော်မြတ်ကြီးနေ့စဉ်သူ့အိမ်ကိုဆွမ်းခံကြွရင်းနဲ့ဒီကနေ့တော့အိုဒိန်းတဲ့သည်သူ့အလုတ်ကတော်တဲ့ပဇွန်ကျစ်စာမြေညက်ကလေးတွေကိုတောင်းနဲ့သွားထမ်းပြီးအိမ်ကြတော့ရေနဲ့နဲသမအောင်နေပြီးတော့တရားနာပြိတ္တရေအိုးလုတ်ပြီးတော့ကောက်ရိုးနဲ့ဖုတ်ပြီးရောင်းစားနေရတဲ့ဂတိကာရသူ့အမေအိုကြီးရှိတယ်မျက်မမြင်ကြီးအမေအိုကြီးလှုပ်ကြွေးနေဒီကနေ့တော်တဲ့သူကပဇွန်ကျစ်စာမြင့်မြေစာသွားပြီးတော့ထမ်းကိုက်ရှာကိုက်ကတ္တဗမြတ်ဆောင်ဘုရားကြွလာပြီကြွလာတော့အိမ်ပေါ်ကအမေအိုကြီးကိုဘေးကပြောကြအိုးဂတိကာရအိုရင်းတဲ့ကြီးဟဲ့အခုခေါ်လာဘလူလုံးအဖွားကြီးကိုဗျဘသူတုံးတောင်မပြီဘူးဟဲ့အခုခေါ်လာဘလူလုံးမပြီဘူးအိုးကတ္တဗမြတ်စွာဘုရားကြွလာလို့ဆွန့်ထွက်လောင်းမှုတော်သားဂတိကာရကြီးမရှိဘူးလားမရှိမှဘူးအေးတော်တယ်သွားရဲ့အေးပန်းကြောင်းနဲ့ဗျာရိုးသွားကြပါစို့ဖိုးကြီးဖွားကြီးကြောင့်ပြောရင်ကျုပ်ပန်းရွဲ့မှာလဲစိုးရအဲ့ဒီတော့မှအော်ငါသားကိုးကွယ်တဲ့ဖယားလားငါသားကိုးကွယ်တဲ့ဖယားဆိုရင်အရှင်ဖယားဖုံးပေးကောင်းတယ်ဆိုရင်ဖြင့်တပည့်တော်သားကြီးတော်တယ်မှာမျက်မြေစာသွားထမ်းနေလို့အိမ်မှာမရှိပါဖယားအရှင်ဖယားတို့ဖုံးပေးကောင်းတယ်ဆိုရင်ဖြင့်မိဖို့တဲ့ချက်ပြီးပြုတ်ပြီးသားအခန့်နဲ့ရှိပါလိမ့်မယ်ဝင်ပြီးတော့ဖုံးပေးသွားတော်မူကြပါဖယားဖယားလျှောက်ဖယားကိုယ်တော်မြတ်ကမိဖို့တကားလေးဖွင့်အတွင်းဝင်ပြီးစလုံးမုံလေးတွေလှလိုက်ငပိရေပြောဟင်းရွက်ပြုတ်
ကောင်းကောင်းကန်းကန်းတော့မဟုတ်ပါဘူးဖယားကိုတော်မြတ်လေပကံခွက်ရောက်မရှာဘူးအိုးစွတ်ဖုံးပေးတော်မူတယ်ဗျာမှတ်ထားနော်မဟုတ်ဘူးရှောက်ထားရင်စားကောင်းတယ်တောင်ငူမျိုးကတခါတော်မတွေမလေးတပည့်တော်တို့ဖယားမနဲ့ဈေးသွားရမှာမို့မနဲ့ဖြင့်ကတော့ကြော်စုံအိမ်မကြွနဲ့လူမရှိဘူးဖယားလို့တော့မလုံးနဲ့နော်ရှောက်ထားဂတိကာရာကြီးအားကြလို့အရှင်ဘုရားတို့တပည့်တော်တို့အိမ်ဆွမ်းခံကြွတဲ့အချိန်ခါမှာတပည့်တော်တို့ဈေးသွားလို့လူမရှိပေမဲ့လို့မိဖို့တဲ့ချင်ပြီးပြုတ်ပြီးသားခန့်တဲ့ရှိပါတယ်ဖုံပေးကောင်းဝင်ဖုံပေးတော်မူကြပါဘုရားရှောက်ထားဗျကျွတ်တို့ဘုန်းကြီးတွေကအခန့်တဲ့ဝင်ကြိတ်လိုက်ယုံပဲအဲ့လေဖုံပေးလိုက်ယုံပဲရောသွားတာစားကောင်းတဲ့ရှောက်ထားလို့ဟာအိုးစုဖုံပေးဟင်းရွက်ပြုတ်ကလေးတွေအယိုးကြံတော့မပြည့်ပြော်လေးကဖင်ကသမင်းအိုးလေးကဂျိုးကြံတော့ဖယားကိုတော်မြတ်ကဆလောင်းပုံးလေးတွေအကုန်ပြန်ပိတ်မိဖို့တကားလေးစိတ်ပြီးတော့ပြန်ထွက်ကြွသွားလာပြီးဂတိကာရာကြီးပဇွန်မျက်မြေစာတောင်းကြီးထမ်းလို့အမေဟဲ့လူလေးတားကြီးပြန်လာမလားဟုတ်ကဲ့ကျွန်တော်ပြန်လာပြီမေကျွန်တော်ကိုယ်ွယ်ထားတဲ့ကသဘာမြတ်စွာဘုရားကြွမလာဘူးလားမေရဲ့လာပါတော့တော့မင်းကိုယ်ွယ်တဲ့ဘုရားငါသားကြီးမရှိလို့မိဘတဲ့အခန့်နဲ့ချက်ပြုတ်ထားတာရှိပါလိမ့်မယ်တပည့်တော်မျက်မမြင်မှုခူးပြီးတော့မလောင်းနိုင်မှာဖုံးပေးကောင်းရင်ဖြင့်ဝင်ပြီးတော့ဖုံးပေးသွားတော်မူကြပါဖះလို့ရှောက်လိုက်တော့သားရဲ့ဆာလုံးလို့ထင်ပါရဲ့တကြုတ်ကြုတ်နဲ့စားတာအမေကြလိုက်တယ်အမေအိုကြီးကပြောတော့ပဇွန်မျက်မြေစာတောင်းကလေးချမိဖို့တကားလေးဖွင့်မိဖို့တဲ့ဝင်ပြီးဆလောင်းမုံလေးတွေလှတ်ကြည့်လိုက်ဟာကြည့်စမ်းငါပြီးပြောအိုးဖင်ကကြံတော့ဟင်းပြုတ်ကလေးကလည်းအယိုးရှိတော့ဟာထမင်းကလည်းဂျိုးကြံတော့ဟန်ကြလိုက်ပါပြီဂတိကာရာမင်းကိုကသဗ္ဗမြတ်စွာဘုရားကိုရောမြတ်ကြီးကချီးမြှောက်တော်မူပါပေသောဝမ်းသာလွန်လို့မီးဖို့လေးလှက်ပတ်ခုံပေါက်ပြီးတော့လေလာဘဝတမေတုလဒံဝတ္တမေလက်ကောင်းကြီးရောက်ဟဲ့သာသနာတော်ကြီးနဲ့ကျုံလို့ဘုရားကိုရောမြတ်ကြီးနဲ့တရင်တနည်းဖြစ်လို့ငါ့ကိုချီးမြှောက်တော်မူတယ်ဝမ်းသာလိုက်ပါပြီလို့ခုံပေါက်ပြီးကတဲ့ဗျာဒါမသိနည်းနည်းတော့မေးရအောင်တောင်ငူမြို့နဲ့ရောက်ရှိလာတဲ့နယ်သူနယ်သားတွေခမည်းတော်ကမြန်လျှောက်ထားလို့ကျွတ်တို့ဘုန်းကြီးကိုတော်တပါးပါကအယိုးနဲ့ဂျိုးနဲ့ဖင်ကကြံအောင်မြန်စားသွားရင်အဲ့ဒါလို့ကနိုင်ပါမလားမထင်မြတလောက်ဆန်ရှားစီရှားကြီးအလိုက်ကန်းစိုးမသိတွန်းစားသွားငါ့ဖို့တောင်မချမ်းဘူးလို့ဩသို့တော်လည်းတရားတရားရှိတဲ့တောင်မြူတောင်ဖြစ်နေတောင်မူဟုတ်ပါတရားတရားရှိတဲ့တောင်မူမျိုးကတော့ကကျင်လဲကနိုင်ပေလိမ့်မယ်ပြိဿတချို့ဒေသလို့ဆိုကြပါစို့ဒါတရားဘုန်းကြီးကတော့ထုံးစံဒီတိုင်းမပြောရမှာပဲမျက်စိအောက်ကြီးဒီလူတွေအပြစ်တင်လို့ဖြစ်တာမှမဟုတ်ပဲသို့တော်လည်းချိန်ထိုးတာကြည့်ကြဗျာချိန်ထိုးတာကြည့်ကြအင်္ဂလိပ်စကားလို့တော့ကွန်ပယ်ယာဆိုတာကွန်ပလက်ယာဆိုတာကျုပ်မသိပါဘူးပြောတတ်ပါချိန်ထိုးတာကြည့်ကြတော့နှိုင်းရှင်တာကြည့်ကြတော့ကဲကြည့်တရားနာပြိဿကြီးအဲ့ဒါလို့တစ်ချိန်ကပြီးတဲ့နောက်ဂတိကာရာကြီးမရှိခိုက်တရားနာပြိဿကြီးကသဗ္ဗမြတ်စွာဘုရားကိုတော်မြတ်ကြီးကချီးမြှောက်ခြင်းလုံးလို့ဟဲ့ဂတိကာရာအိမ်သွားပြီးတော့ကြောင်းဟိုနေရာလေးမိုးယိုနေတဲ့ခြေသားတို့ကောက်ရိုးသွားအလှခံကြီးကြအလှခံခိုင်းတယ်ချီးမြှောက်ခြင်းလို့တက်ခိုင်းရှိဘူးဂတိကာရာကြီးမရှိတော့ဖွာကြီးဟဲ့မင်းတို့ဘလူလုံးမင်းတို့မလုံးနဲ့ကျွတ်တို့ဘုန်းကြီးတွေဖယားကလောပါဖယားကလောပါအဖွာကြီးဆိုတော့ကြွကြလားကိုဘာကိစ္စရှိလို့တုံးဖယားကသဗ္ဗမြတ်စွာဘုရားကကြောင်းမိုးမလုံးလို့ဂတိကာရအိမ်ကောက်ရိုးသွားအလှခံကြီးဆိုလို့ကောက်ရိုးများကုန်းနေပါဗျာအိုးဖုတ်ထားလို့မရှိဘူးလို့သားကြီးပြောသွားလို့သိရပါတပည့်တော်လည်းမျက်မမြင်ဒုက္ခိတာကြီးပါဗျာအဲ့ဒါဘုရားပြန်လျှောက်တယ်ကောက်ရိုးမရှိဘူးတဲ့မြတ်စွာဘုရားဟဲ့မရှိလို့ရှိရင်ဂတိကာရအိမ်အမိုးတွေကိုသွားဖျက်ယူခဲ့ကြချီးမြှောက်တာပိဋကသာသနာတော်မှာလေကြီးညိုမှန်းသိရင်ချီးမြှောက်တတ်တယ်ဗျဘုရားကိုတော်မြတ်ကြီးနဲ့သံဃာတော်များကတွားဖြတ်ယူခဲ့ကြဆိုတော့အမိုးတွေကိုတော်တွေတက်ဖြစ်ကြ
အဖွားကြီးဟဲ့ဘသူတွေတော့ငါသားမရှိခိုင်မလဲငါလာပြီးတော့စော်ကားကုန်ရပြီအဖွားကြီးအော်ရောအော်တော့အိုးတက္ကမကြီးပင်သားကိုကိုွယ်သောကတ္တဗမြတ်စွာဘုရားကောက်ရိုးမရှိအမိုးတွေဖြစ်ခဲ့တယ်ဆိုလို့ကျွတ်တို့တန်ဃာတော်တွေလာဖြစ်ကြတယ်ဟင်မလေးငါသားကိုကိုွယ်တဲ့ဘုရားကဆိုရင်ငါဖြက်ကြတော့ဖြက်ကြတော့ဟောဖြက်ယူသွားရရောယကြီးမြောက်တာနော်ကြီးမြောက်တာပရိသတ်ရဲ့ပြန်လာပြီဟိုဂတိကာရာကြီးအိမ်လှမ်းကြည့်လိုက်ဟာအေးအိုးအေးမိုးတွေမရှိဘူးဒါတော့ငါမရှိတော့မေအိုကြီးစော်ကားကုန်ကြပြီထင်ပါရဲ့အမေအိမ်ဘယ်လိုလာတော့မေရဲ့ဘယ်လိုစော်ကားတော့အေးမိုးတွေမရှိဘူးမေရဲ့ဟဲ့သားကြီးမအော်နဲ့လေမဆူနဲ့လေငါသားကြီးကိုးကွယ်တဲ့ဘုရားကကြောင်မိုးမလုံလို့အမိုးတွေသွားဖြစ်ကြဆိုတန်ဃာတော်တွေဖြတ်ပြီးတော့ယူသွားကြတဲ့တော့ဟာဝမ်းတာလိုက်ပါပြီဒီတခါတော့တောင်းကြီးတောင်မချဘူးပြိဿအိမ်ကြီးလှဲ့ပတ်ပြီးတော့လာဝဝတ္တမေတုလထံဝတ္တမေလို့ဝမ်းတာလုံးလို့ခုံပေါက်ပြီးကြပြန်မျိုးဝမ်းတာလုံးလို့နော်မေးရအောင်မဲ့တောင်ငူမျိုးကဆရာတော်သံဃာတော်များကကြောင်းမိုးမလုံလို့တောင်ငူမျိုးတဲ့ဟာဘသူအိမ်ကသွတ်တေသွားခွာရဆိုရင်ခွာယူရင်မေးရအောင်ကနိုင်မမလားဗျို့ဂိုင်းဘာပြောချင်သေးတော့ကနိုင်တယ်ဆိုရင်မနဲ့ဖြင်ကလာဖြက်မလို့လက်တွေ့ကြတော့မလောက်ဘူးသူတို့ကဘာတီရဲ့စိတ်တော်ပရိသတ်ရဲ့အေယမိုးဖြတ်တာကိုဝမ်းသာလို့ကခဲ့တယ်မလွယ်ပါဘူးခမည်းတော်တွေကအကယ်၍များတပည့်တော်တို့အေယမိုးလာဖြစ်လဲတပည့်တော်တို့ဝမ်းမြောက်ဝမ်းသာကပြီးတော့လှူမှာပါဖရလို့ဘုန်းကြီးအားနာလို့ရှောက်တောင်ငူမြို့ကတန်ဃာတော်တွေကျုပ်ကလက်သိပ်ထိုးရှောက်ခဲ့ရမှာသွားမလုပ်ကြနဲ့တကယ်ဖြစ်ထောင်ထဲချမှာဖရလို့မရဘူးပရိသတ်အဲ့ဒီကဲ့သို့တရားကောင်းခဲ့တဲ့ဂတိကာရအိုးထင်းတဲ့ကြီးရဲ့အိမ်နေရာသည်တကဘာပတ်လုံးနေမပူမိုးမရွာပဲနဲ့ကဘာတီခဲ့ပါတဲ့ဗျာဘယ်နှခုတုံးပြီးသွားပါလားပြီးသွားပါဗျာဘယ်နှခုတုံးဟိ၄ခုပါဗျာနံပါတ်1ကဘာပါလိဘုံမင်းသစ္စာဖြစ်နေလေရဟုတ်ပြီနံပါတ်2ကရောနံပါတ်3ကရောလာရဲကယုံတဲ့စိတ်နံပါတ်4ကရောဟိကဲဘလောက်ဟန်ကြသွားတော့တူတုတ်နဲ့တရားဟောစရာမရှိတယ်ဘယ်ကထွက်လာတယ်မသိဘူးတပုတ်တော့ပြီးသွားဗျာရှေ့ပိုင်းနောက်ပိုင်းအတွက်ကတော့တရားနာပရိသတ်ရေကျွတ်တို့နာမည်လေးကတော့ခတ်ရိုးရိုးပေါ့ချစ်တော့ချစ်တယ်ဒါပေမဲ့ဆိုတဲ့တရားကိုဟောရိုးလေးဟောဘူးကျောက်ကခမည်းတော်သုံးနေကြတယ်မို့လားချစ်တော့ချစ်တယ်ဒါပေမဲ့ဆိုတာမဆုံးသေးဘူးသို့တော်လဲဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုရင်ကားတောင်ရဗမာစကားတော့ရှုပ်တာဘလောက်ရှုပ်တင်မဲ့ပြောချင်ရဲ့နဲ့တမင်တက်မျိုးသိပ်ပြီးဒါပေမဲ့လို့ကွယ်ဝှက်ပြီးထိန်းချန်ထားတဲ့နောက်ကစကလုံးကိုငါဒီကနေ့ပြောင်ထုတ်ဟောမလို့ဟဲ့ဒါကြောင့်နောက်ပိုင်းအဲ့ဒီဇတ်ထုတ်ကိုဟောမယ်ခုရှေ့ပိုင်းခိတ္တနာလို့အနာပေးတဲ့အချိန်ခါမှာဖယားအတွက်မှုအားတက်ပြီးတော့ဂတိကာရအားကြပြီးတော့ကြိုးစား၍လှူဒန်းရအောင်ခိတ္တနာမယ်ဒါကြောင့်ပမာရိနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါတိထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့ကိုပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်းဒီခါပြီးတော့ခဏလေးနားထောင်ပါသားရဲ့ပြီးတော့မှအမေဟိုတတ်တဲ့လေတတ်တာပြစ်လိုက်ပါတော့အမေလေဟောဒီရာဇဂိုမြို့ကမဟုတ်ပါဘူးသားရဲ့တာဝတိမြို့ကမေအဖေနဲ့အမေရကားစားတညတာနေပြီးတော့မေအဖေခရီးထွက်အသွားမေအမေကြီးကလေသူ့သားနဲ့ခါတဲ့တန်နေမဟုတ်ဘူးဆိုပြီးတော့အမေကိုနှင်ထုတ်လို့
ထွက်ခဲ့ရတယ်တာရဲ့ကိုသူကဲလို့မရှိတဲ့ငါသားကိုဟောဒီစရာပေါ်မှာဖွားမြောက်လို့အမေလေးတရားအောက်ဆင်းပြီးတော့ရေရှာထွက်အသွားပြန်လာတော့အမေမတွေ့ရတော့ပါဘူးအခုမင်းအဖေအမေဆိုတဲ့သူကြွယ်ကြီးယူသွားလို့နဲ့တူပါရဲ့ဒါကြောင့်တာရဲ့မင်းကိုအမေခွေးမွေးသလိုမွေးပြထားကြတာလည်းမဟုတ်ပါဘူးလူသားကိုလူလိုမွေးတာပါပဲတာရဲ့ဒါပေမဲ့လို့အကြောင်းမသိလို့ဒီလိုဖြစ်သွားတဲ့ကိစ္စအမေလေးထိတ်မွေးပေါက်တယ်လို့ရှောက်ပြီးတော့ရှာတော့လေဘယ်မှမတွေ့အမေလေးခိုးကိုရမဲ့တဲ့မိမသားဘဝမို့ရောက်မိရောက်ရထွက်ပြီးတော့သွားလိုက်တာတိုးကြီးတဲ့ရောက်တော့လေမုတ်ဆိုးကြီးနဲ့ရတယ်ပါရဲ့မုတ်ဆိုးကြီးနဲ့အတူတကွနေလာခဲ့လို့ဟောတာလေမုတ်ဆိုးကြီးနဲ့ရတဲ့အမေဆုံးအဖေခွဲမင်းနှမလေးပဲတားရမင်းနှမလေးပဲလို့လည်းပြောလိုက်ပါလိမ့်ရောဟင်အကိုညီမလေးမာကုန်ပြီဘယ်လိုအမှားကြီးပါလိမ့်မတော့ဒီဘဝပဲဆိုမှပြင်မရကြတဲ့အမှားကြီးနဲ့ဆုံတွေ့ကြပါပေါ့လားအမေကျွတ်တော်ဘဝလူဘဝခကြီးဘယ်လိုဆက်ပြီးတော့ရှောက်ကြပါမတော့ကျွတ်တော်ဘယ်လိုလုပ်ပြီးတော့ဆက်ပြီးရှောက်ကြပါမတော့တာရဲ့ဒါကတော့ဖြစ်သမျှအကြောင်းအကောင်းကြီးပေါ့တာရဲ့ဟင်ဖြစ်သမျှအကြောင်းအကောင်းကြီးပေါ့ခမရကျုပ်လူမတ်ကြည်စမ်းမိမရောက်ကြီးခွေးခမရခွေးမကြီးကျုပ်လူမတ်တယ်ခမရလေခမရရောက်ကျွတ်တို့မောင်နှမတွေဒုက္ခရောက်ကြပြီခွေးမကြီးခွေးမကြီးကမွေးလို့ဟောဒီခွေးမောင်နှမခမရလေတေပြီတော့ခမရမထားဘူးခွေးမကြီးဆိုပြီးတော့လက်ပြီးကြစ်ကြစ်ပါအောင်ဆုပ်ပြီးထိုးမလို့ကြိတ်မလို့တအားပြေတော့ခလေးမလေးကလှမ်းဆွဲလိုက်ကိုရဲ့ဘယ်လိုလုပ်မှလဲကိုရဲ့မနှိမ့်သက်ပါနဲ့ကိုရဲ့မိကိုမနှိမ့်သက်ပါနဲ့ပရီတွေတွဲလို့အကိုရဲ့မျက်စိတိခါကိုင်းနှမ်းထိုင်တဲ့ဘဝအမေကြီးဟိုကြီးဘဝရောက်ခါမှာကိုလာလွယ်ဆက်လာဖွာတဲ့မွေးကျေးဇူးတွေဆမ်းမလို့လားကိုရဲ့မထိုးပါမတိတ်ပါနဲ့ကိုရဲ့အမေမနှိမ့်သက်ပါနဲ့ဒီဒုက္ခကြီးဒီလိုလာပြီးတော့ဆိုရတာဟောဒီခွေးကောင်းမကြောင့်ဒီခွေးကောင်းမအကိုတို့အိမ်ကိုတန်းကလာမရောက်ရင်ဒီဇတ်ထုတ်ကြီးပေါ်ကြပါဘူးခုတော့လေညီမခေါင်းကအမရွတ်ကြောင့်ဒီဇတ်ထုတ်ကြီးပေါ်တာဟောဒီကြိုကောင်းမဟိုသာတက်လိုက်ပါတော့အမေမနှိမ့်သက်ပါနဲ့အကိုရဲ့လို့တဖွာဝခဏခဏကလေးမလေးတတွတ်တွတ်ပြောတော့လက်သီးစုပ်လေးတော့ပြီးလာအော်ညီမလေးအကိုမှားပါတယ်ကွာအမေကျုံမှားပြီမေကျုံမှားပြီမေရဲ့အမေသားကိုပြစ်ထားကြရဘုံနေမုတ်ဆိုးကြီးနဲ့ရလို့ဟောဒီသမီးလေးဖြစ်ပေါ်ခဲ့ပုံនេះပြောပြပါစေကနဲ့နားမဝင်ပဲလေအမေကျုပ်အမေကိုပြောလိုက်တာလေဖြစ်သမျှအကြောင်းအကောင်းကြီးပေါ်ဆိုတဲ့စကားကြောင့်ဒေါသထွက်သွားတယ်မေငါသားရဲ့ဖြစ်သမျှအကြောင်းအကောင်းကြီးပေါ်ဆိုတာကဒီဘဝဒီခရီးမရကြီးမရငယ်ဘဝနဲ့အတူတကွနေသွားကြစို့လို့ပြောတာမဟုတ်ပါဘူးသားရဲ့မေယူစားချက်လွဲသွားလို့ပါသားရဲ့ဖြစ်ခဲ့တာတွေပြီးခဲ့တာတွေပြေပုံးကားချပြီးတော့စိတ်ချမ်းသာသာနေကြဖို့ဒါကိုဆိုတာပါသားရဲ့အမေကျုံမှားပြီမေရဲ့အမေကိုထိုးမလို့ကြိတ်မလို့ရွယ်တဲ့ဟောဒီလက်သွားတော့ဟာမြေကြီးတအားကြိတ်ထိုးအကိုမလုပ်ပါနဲ့ကိုရဲ့ကိုလည်းမနှိမ့်သက်ပါနဲ့မနှိမ့်သက်ပါနဲ့ကိုရဲ့ညီမကိုလည်းတနာပါအောင်ခလေးမလေးကတဖွာဝပြောဟောအမေလို့သူကလည်းမျက်ရည်စနဲ့တန်းလို့သူကသူ့ရင်ပတ်သူ့လက်သီးနဲ့ထုလို့တာဟာတမဲလင်းမောင်မခမညာမလေးကြည့်စမ်းမောင်တာလက်တာတမဲလက်တမဲလင်းလဲလင်းမောင်လဲမောင်မကောင်းတဲ့ဘွယ်လူကြီးလေးဟူရပြီအမေရဲ့
သားသမီးလေးမောင်မခမမကျွတ်တွင်အခါလိုနာလာကြီးဝန်ဒမိဆိုကအမေကိုကြော့ပေမဲ့အမေကျုပ်ခွေးလို့ဆိုကြလို့ကြေတော်ဘူးထင်ပါရဲ့ဝန်ဒမိဆိုကအမေကိုကြော့ပေမဲ့ခွေးလို့ဆိုရင်မကြေကြနိုင်ပါပြီကလောမကြေကြနိုင်ပါပြီကလောမလေးဘယ်လိုလုပ်ပြီးတော့ဒီအပြစ်တွေကြေနိုင်မှာမလို့အမေရဲ့အမေကျွတ်တို့ဘဝအမှားပြင်လို့မရတော့ပါဘူးကျွတ်တို့သောက်စလုံးသေးကုန်မှအေးကြမထင်နဲ့အမေရဲ့အမေလို့သူကလည်းသားရဲ့တတိထားပါသားရဲ့နှမလေးလို့သူကလည်းအကိုကိုပြေးဖက်လို့နှမမရသမီးချွေမှာပါကိုရဲ့နှမလည်းနှမမရလည်းမရသမီးလည်းသမီးချွေမှာလည်းချွေမှာအမလီတဏှာတက်ပိလိုက်တဲ့ဂုံတူးဝဲလူကြီးရလို့နှမမရသမီးချွေမှာပါကိုရဲ့ကျမအမကြီးလေးဘဝကိုမေခွန်းလို့ကြတော့လေကျမရဲ့အပြစ်တွေကိုလေအကိုနဲ့အမေခွန်းလို့ကြပေးမယ်လို့ဒီအပြစ်တွေပြေးနိုင်မှမလားရဲ့လို့ကျမအမကြီးလေးဘဝကိုမေခွန်းလို့ကြတော့လေထိုအပြစ်တွေလူကလှုပ်ရကျင်းနိုင်ပါတကယ်ကိုစုပ်တဲ့ကံယုတ်ကမ္မတမအချေတရားအကိုရဲ့တကယ်ဆိုတဲ့ကံကြီးနဲ့ဆက်ပြီးတော့ကြုံကြပါဝလားကိုရဲ့အမေလို့တဲ့လူကလည်းသမီးလေးတစ်လှည့်ကြည့်လိုက်သားကလေးတစ်လှည့်ကြည့်လိုက်နဲ့သားတို့သမီးတို့ငါသားကြီးမှလင်းမြည်ရတာမဟုတ်ငါသမီးကြီးမှလင်းမြည်ရတာမဟုတ်တဏှာတပ်ပြီးတဲ့ဘွယ်လူကြီးအမေလည်းရတာပါပဲရဲ့လို့အမေမရရောက်ခမမိပါပါသားတို့သမီးတို့ရဲ့အမေလည်းအမေမရလည်းမရရောက်ခမလည်းရောက်ခမမိပါလည်းမိပါအမေမရရောက်ခမမိပါပါသားတို့သမီးတို့ရဲ့အခြေတရားမောက်ခါသားသမီးနှစ်ယောက်ရဲ့ရှေ့တွေပါအမကြီးရောက်ခဘဝေးလေးခုံလာကြီးရဲ့ရင်တုံကမောရင်တုံကမောမလေးငိုးနေတာမိမကြီးကျုပ်ကယောက်ျားသံဖြစ်နေသကူဟုတ်တယ်ရှားရှိတယ်လည်းမအောင်မင်းနဲ့နည်းနည်းတော့ရှည်ပြလိုက်ရအောင်မိမကအတွန့်နဲ့အတက်နဲ့ဗျမိမငိုတာကဒီလိုမဟုတ်ဘူးနားထောင်ကြည့်အခြေတရားမောက်ခဘဝင်လေးခုံလာကြီးရဲ့ရင်တုံကမောအမေဒီလိုလာမှာကိုရင်တုံကမောအမေဒီလိုလာမှာကိုအဲဒါကြောင့်ရှေ့လိုက်အောင်မယ်လို့ပြောနေမှာကဲရှိပါသေးတော့ဗျာငိုတယ်လို့အောင်းမေသားမီ3ယောက်ငိုပြီးတော့တရားနာပရိသတ်တယောက်မျက်နှာတယောက်ဒစိမ့်စိမ့်ကြည်မျက်နှာလေးတွေလဲဝါလဲအုပ်ပြီးတော့ဟောပက်လက်လန်လဲသွားလိုက်တာ3ယောက်သလုံးမလှုပ်တော့ပါဘူးဗျာလဲသွားပြီတဏှာမျက်စိမပါဘူးဆိုတာခမရတို့ကျွတ်တို့ကပါဇက်ပြောဟိုမှာလက်တွေ့ဒန္တာကြီးမဟုတ်ဘူးနော်ဒန္တာကြီးမဟုတ်ဘူးနော်ကျမ်းဂန်တွေကထုတ်ဟောနေတာလက်တွေ့ဟိုမှာဒါကြောင့်ရှေးလူကြီးတွေစီးတာတာပေါ့အတွင်ထယံအတွင်အပြင်းထယံအပြင်းအမလေးဒူနေရဒူတော်နေရတော်အိုးနေရအိုးစလောင်းနေရစလောင်းဘလူစီလူစီတဲ့မောင်အခန်းနှမမဝင်ရနှမအခန်းမောင်မဝင်ရဆိုတာရှေးလူကြီးတွေဒါကြောင့်စီးတာတာပေါ့ခုခေတ်တော့ဟုတ်ပါအောင်တောက်ပြင်းတဲ့ချက်ထဲမောင်နှမ2ယောက်အတူတူလိမ့်နှခမ်းဒီ1000နဲ့အတူတူဆိုဘာမှမဖြစ်တော့ကြပြီတောင်ပေါ့လေရှင်းလူကြီးတွေတားတဲ့စီဟဲ့အခုကြည့်ရွှေမျိုးစပ်ဖို့တောင်မျက်စိလေသူတို့ဇတ်ထုတ်မှတ်သားကြနော်ဒါပေမဲ့ခင်ဗျားတို့ပြောနေတာအဲ့ဒီဇတ်ထုတ်ကယူပြောနေတာဒါလေးကဘာတော်တော့နဲ့အဲ့ဒါကျုပ်ရဲ့သားသမက်ပါတဲ့ gain ဟုတ်လည်းမဟုတ်ဘူးခင်ဗျားတို့သားဖြင့်သားပြောသမက်ဖြင့်သမက်ပြောဒါပေမဲ့အဲ့ဒီဇတ်ထုတ်ကယူပြောတာသားသမက်လေးပါတဲ့ဘုရားမှာဗျသားလည်းသားသမက်လည်းသမက်မှန်းတာဘက်ကိုပါဒီထဲပြောကြသည်အဲ့ဒါလေးကဘာတော့အဲ့ဒါဒါကျုပ်ရဲ့သမီးချွေးမလေးပါဘုရားမှာဗျသမီးလည်းသမီးချွေးမလည်းချွေးမခင်ဗျားတို့အဲ့ဒီဇတ်ထုတ်ကယူပြောနေတာဒါကဘာတော်တော့အဲ့ဒါကျုပ်လင်သားပါတဲ့ gain လင်လဲလင်သားလဲသားဘာပြောချင်သေး
ဘာမှပြောနေအကုန်တဲ့ကြီးပဲလွဲတာတခုမှရှိဒါပါတော်တော့ဆိုအဲ့ဒါကျုပ်ရဲ့ရောက်ခမမိပါပါတဲ့။ကဲရောက်ခမလည်းရောက်ခမမိပါလည်းမိပါအဲ့ဒီကယူပြောနေတာဗျကြည်တရားနာပြိတ္တာကြီးသတိမေ့ပြီးတော့တွားကြရမှာတမ်းပြီ၃ယောက်ညလုံးလေးတွေဖွင့်ကြည့်တယောက်မျက်နှာတယောက်မြင်လိုက်ခေါင်းလေးထောင်ကြည့်ရကပြန်လဲသွားလိုက်နောက်တော့တရားနာပြိတ္တာကြီးတမ်းပြီ၃ယောက်စလုံးပြိုင်တူထတယောက်တအားပြေဖက်ပြီးတော့ဘယ်လိုသဘောရတယ်လဲသားရဲ့အမေဘယ်လိုမှသဘောမရဘူးကျွန်တော်ပြောမယ်အမေရဲ့ကျွန်တော်တို့ဒီလိုမျက်ရည်တွေရေလိုသုံးပြီးတော့ဒုက္ခရောက်ကြတဲ့တရားခံရှာလိုက်တော့လေအမေလည်းအပြစ်မရှိပါဘူးဗျာဟောဒီညီမလေးလည်းအပြစ်မရှိဘူးသားလည်းအပြစ်မရှိဘူးမမေရဲ့ဘယ်နဲ့မရှိရမှာတော့တာရဲ့အမေမွေးလို့ဟောဒီမောင်နှမလေးရောက်ဒုက္ခရောက်ကြတာအမေအပြစ်ပေါ့ဟုတ်ပါဘူးမေရဲ့အိုးအကိုဒီမဲ့အမေလည်းအပြစ်မရှိဘူးအကိုလည်းအပြစ်မရှိဘူးဟောဒီဂျိုကောင်မကြောင့်ဂျိုကောင်မဒီအိမ်ရောက်လာလို့ဒီဇက်ထုတ်ပေါ်ပြီးတော့ဒုက္ခဖြစ်ကြတာပဲမဟုတ်ပါဘူးကွယ်ညီမလေးလည်းအပြစ်မရှိဘူးအမေလည်းအပြစ်မရှိဘူးဟောဒီသားလည်းအပြစ်မရှိဘူးအမေရဲ့တကယ်ကျွန်တော်တို့ဒုက္ခရောက်အောင်လုပ်တဲ့တရားခံရှာလိုက်တော့အမေမောင်သားမောင်မောင်မောင်နှမမောင်မသိအောင်ဖုံးအုပ်ထားတဲ့အဝိဇ္ဇာမေရဲ့အဝိဇ္ဇာဥက္ကဋ္ဌလုတ်လို့ပြီးတော့လေအဝိဇ္ဇာကဥက္ကဋ္ဌလုတ်ပြီးတဏှာဆိုတဲ့အတွင်းမှုချဲလေလည်းများကျွတ်တို့ခရတာပဲမေရဲ့အဝိဇ္ဇာတဏှာဝသိနောဟာတွေ့မူလာနီးဒီအမြင့်နှစ်ခုမပြတ်သမျှကျွတ်တို့လေဘယ်တော့မှဒုက္ခဇတ်သိမ့်မမဟုတ်ဘူးမေရဲ့ဒါကြောင့်ဒီလူပေါင်းလူဘဝကြီးကျုံမနေရင်တော့ပါဘူးသာသနာ့ဘောင်ဝင်ထောင်ရဟောင်းပြုရစေတော့ခွင့်ပြုကြပါတော့ခွင့်ပြုလိုက်ရောခွင့်ပြုပါတယ်သားရဲ့ခွင့်ပြုပါတယ်ကိုရဲ့အေးငါသားကြီးဟန်ပြုပြန်တော့လေအမေတို့လည်းလေဘိက္ခုနီမဝင့်မယ်သားရဲ့ခွင့်ပြုပါတယ်သားလည်းခွင့်ပြုပါတယ်ညီမလေးကိုလည်းခွင့်ပြုတယ်ညီမလေးဒီလိုတရားနာပိဋကကြီးခွင့်ပြုကြပြီးတော့ကမှ၃ယောက်စလုံးသာသနာ့ဘောင်ဝင်ထမ်းလို့ယဟန်ယောက်ျားယဟန်မိန်းမတွေပြုကြပါဗျာဒီလိုယဟန်ယောက်ျားယဟန်မိန်းမတွေပြုပြီးတော့တရားနာပိဋကကြီးကိုတော်လေးဘလောက်ထိအောင်ကြောက်သွားတယ်ထင်တော့ခင်းကမြင့်နှစ်ဖူးမှာသွားပြီးတော့ထက်ကလက်ကလေးနှစ်လက်ထဲမိုးတဲ့ကြောင်းလေးနဲ့မျိုးနေပူတော့6မိုးရွာတော့အစိုး3နှစ်တိတိစကားမပြောကြောက်သွားတာတဏှာသမှုရိယတကယ်ကြောက်တာတော့3နှစ်တဲ့ပြုစကားမပြောပဲချင်းပိဋကကြီးဘယ်နှစ်တဲ့အဲပိဋကကြီးတဏှာသမှုရိယဒီစားထုတ်ဟောတော့ခင်ဗျားတို့နည်းနည်းလောက်မြန်ကြောက်ဘူးလားပိဋကမေးအောင်ပိဋကကြီးမကြောက်ဘူးလားကြောက်ရင်3နှစ်လောက်စကားမပြောပဲနေနိုင်မှာပါတိသားသိရသားနဲ့မေးရ3နှစ်ပြောနဲ့3ရက်တောင်မလွယ်ဘူးတချို့လင်မယားရံဖြစ်အခမ်းမသိဖြစ်တာပဲ3ရက်တောင်မခေါ်ပဲနေပြီမနှဲအောင်ရဒါပိဋကကြီးဒီထဲတယောက်တခြားစီနေတော့ခေါ်ခြင်းစိတ်ပေါက်ရောပေါ့ဗျာတွေးတာကိုတွေးတော့ခေါ်ခြင်းတာပေါ့ခေါ်ခြင်းတော့ဒဇင်ကြီးချိတ်ထားတာမြေသားနဲ့လင်လုတ်တဲ့လူကစကားစားတယ်ငါဒဇင်ဘယ်နာထားမိပါလေခေါ်ခြင်းလို့မိမကလည်းခေါ်ခြင်းချင်းဆိုတော့မြင်မှုလားတော့ဒဇင်ဟိုထိုးထားဆိုတော့ဒီလင်မယားတဲ့သွားကြဗျာရောခင်ဗျားတို့3ရက်မလွယ်ဘူးဟိုမှာကြီး3နှစ်တိတိစကားမပြောပဲကျင့်ခင်းကမြေနားမှာနေလို့ခင်းကတိရိယမထေဒီအမည်နဲ့နေလာခဲ့ဒီကနေ့တော့တရားနာပိဋကတကယ်ကြောက်လို့မှ3နှစ်တိတိစကားမပြောပဲနေလာတော့ဟောကလေးမလေးတယောက်ရောက်လာပြီရောင်လဲလဲနဲ့ဂျိတ်နဲ့လွယ်အိတ်နဲ့ဟင်းရွက်ခူးရဲ့16နှစ်အရွယ်လေးနာနဲ့ခင်းနင်းကလေးတွေဖြောင်းတော့လန်းလန်းဆန်းဆန်းချုံနှံကလေးမှာသမင်စီဝင်ကဟင်းရွက်ညုံကလေးကိုမဲခူးခဲ့မှာအိမ်ကကြက်သွန်းဒီကလေးနဲ့3ခွက်တစ်ခွက်တင်ကြိုထားတာအဲ့ဒီဟင်းနဲ့မဲလာပြီပြုတ်ဟင်းရခုထွက်လာပြီလာရင်နဲ့ပြိဿထက်ကလက်အောက်သတင်းသုံးတဲ့ကိုတော်လေးလည်းမြင်လိုက်ရောဟောတော့ဘုန်းကြီးသေးသေးလေးဘ
ုန်းကြီးတောင်သေးသေးကြီးကြီးရှိဘုန်းကြီးငယ်ငယ်လေးဆိုပြီးရောဘုန်းကြီးသေးသေးလေးပါသွားရှိခိုးမှာကျိန်းနဲ့လွယ်အိတ်ချဖနှက်ချော့ပြီးသွားရှိခိုးကိုတော်လေးကမျက်ခွန်လေးလှန်ကြည့်ဩမတုကမလေးကိုသိယုံသိမျက်စိပြန်မိတ်တိတ်တိတ်ဖဲနေတယ်တလုံးမှလည်းမေးဘူးရှေ့ဆက်ပြီးတော့ဘာမှမစင်တော့ဘာမှမပြောဘူးသိယုံနဲ့ရဖြတ်ထားလိုက်ကလေးမလေးကဟင်းငါတခါတည်းကြည့်နောက်ထပ်လည်းမကြည့်သူမသေးမချင်းကြည့်နေရမယ်အတိုင်းကြည့်သားမျက်ခွန်ကြီးဖုံးလို့ပြန်လာကောင်းပါဒီတော့မှပြန်တော့မယ်ဗျာလှုပ်ဘူးဟုတ်တော့ဘယ်နဲ့ကြည့်ပါလိမ့်ကြည့်သားစကားလည်းပြောဘူးအဆွန်လားအားလားမသိပြန်တော့မယ်ဗျာလှုပ်ဘူးဘယ်လိုကြည့်ပါလိမ့်ကြည့်သားစကားလည်းမပြောဘူးအာလားအယူလားအဆွန်လားကဲဒါလောက်ရှိလားငါမကြည့်တော့ခေါင်းပေါ်ကထက်လက်ကလေးဆွဲဖြုတ်တာကောင်းဟိုကတခါသားလေးနဲ့ထောင်ထားတယ်ဒီတိုင်းထောင်တင်ထားတယ်ဒီထက်လက်ကလေးသွားဖြုတ်တော့တခါသားကရိုင်ပြီးကိုတော့ဘောကားခွာကြီးမလေးပြမလေးပြကားခွာကြီးလေသူလည်းကြုံယုံထားဒူးတုတ်ဟိုကလှုပ်ပေါင်ကိုတော့လေးကဒူးတုတ်ပြီးတော့မှအမလေးငါငရဲကြည့်တော့မှကတော့ပါဗျာကတော့ပါကတော့ကောင်းသေးလားဘုန်းကြီးကားခွာပြီးမှကတော့လှုပ်တတ်တယ်တချို့အဲ့လေသူကလေးငါပြန်ပြီးတော့တင်ထားခဲ့တာကောင်းတယ်မှာတော်ပါပြီလေနောက်ထပ်တစ်ခါလေးတစ်ခါခွာနှစ်ခါခွာဖြစ်နေရောတော်ပြီပြန်လာကောင်းတယ်ပြန်ပြီတပည့်တော်မှမလှဲ့ကြည့်သေးတာသူ့စကားပြောမလားလို့မလေးငါခုတည်းထိမကြည့်ဟဲ့ငါမကြည့်နဲ့တွေ့ကြသေးတာပေါ့ဆိုပြီးနောက်ရက်တရားနာပြီးသားယာကုတွေတည်းမဲ့သပိတ်ထဲမှာဆောင်းလောက်တဲ့စလုံးကြီးနဲ့အပြည့်ခတ်ကိုတော်လေးကြွလာတော့ဆွန်လားအားလားသူကစမ်းမလို့ဟိုကကိုတော်လေးကြွလာတော့သပိတ်ဖုံးလေးဖွင့်ပြီးတော့ယာကုတွေသပိတ်ထဲလောင်းပြည့်လောက်တော့ကိုတော်လေးကလက်ကပြတယ်တော်တော်တဲ့ပါဇက်ကမပြောချင်လို့တော်တော်ဆိုတဲ့သဘောပေါ့ရဘူးဇုတ်ပိတ်လောင်းတော့မှ3နှစ်ထိန်းခဲ့တဲ့ကိုတော်လေးလေအဲ့ဒီနေ့အလံဗဂိနီလို့စကားလေးတစ်လုံးထွက်သဗျဗဂိနီနမအလံတော်လောက်ပြီးပြေကုန်ပြီးဖိတ်ကုန်ပြီးရှမ်းကုန်ပြီးမြေကြီးပေါ်ကြကုန်ပြီးပေါ့ဗျာတော်တော်တဲ့စကားတစ်လုံးထွက်တဲ့ချင်းနမတော်တော်တဲ့ဖုံးလာခဲ့သမျှဒကမနဲ့ကြောင့်မှပေါ်တော်မူဖြစ်ကြည်လို့ကြနော်ဒကမတွေကြည်ပြောကြဘုရားမရှိတဲ့နောက်ဘုန်းကြီးတွေခမရတို့အေတတဲ့ပေးတတ်ကြခမရတို့ပေးတဲ့အေတတဲ့ခံယူနေရအမလေးဘဲကိုတော်ကရေဒီယိုကြီးနဲ့ပေးတဲ့အေတတဲ့ဘဲကိုတော်ကကက်ဆက်ကြီးနဲ့မဲဘဲကိုတော်ကစိုက်ကားပဲနှစင်းထောင်ထားတယ်တော့ကြဘဲကိုတော်ကဘိုးဘွားမိဘအမွေမြေတွေပဲနဲ့ဧကရှိတယ်ကြည်လို့ကြနော်ဘုရားမရှိတဲ့နောက်ခမရတို့အေတတဲ့တန်တွေကလည်းစူးညံလို့ကြည်အခုဟိုမှာတရားနာပြည်တာသူ့ကြမှာပေါ်တော်မူဖြစ်ဒီလိုတရားနာပရိသတ်ကြီးစကားတစ်လုံးထွက်ပြီးတော့ကြောင်းပြန်ရောက်တော့ကမ္မထံတရားတွေကြိုးစားအားထုတ်လိုက်တာအာသဝကုန်ခံ၍ယဟန္တာဖြစ်တော်မူအဲပရိသတ်ကြီးဘာဖြစ်သွားတော့ယဟန္တာဖြစ်တော့အဲ့ဒီခင်းကမြင့်နာမဘယ်ရင်သူ့ရဲ့အာယုသင်္ခါရကြည့်ပြီးတော့ပြိဋိဘံဆံရပါပြီယဟန္တာကြီးပြိဋိဘံဆံဝဲဆိုတော့လုံလိုက်တဲ့ဆင်းရှင်တွေပြတ်တတ်တွေတလားတွေနဲ့ပူဇော်ကြနောက်ဆုံးပူဇော်တဲ့ဘွဲကြီးဆိုတော့စီလဲစီကားပေသပေါ့ခင်ဗျားတို့ဖြူမြို့ဟိုနာယကဆရာတော်ကြီးပြန်လွန်တော်မူတော့ကစီကားတာလောက်နဲ့ယဟန္တာကြီးစီကားတာကိုမှန်ကြည့်သိနိုင်ပါဗျာဒီလိုနဲ့တရားနာပိဋကကြီးအမေနဲ့နှမကလည်းဘိက္ခုနီမဘဝနဲ့တို့သားလေးမတွေ့ရတာကြာလှပြီထိုးပြီးတော့စိတ်ပြေလဲပြောက်ရှောက်ပြီးတော့လာလိုက်ကြတာတရားနာပိဋကဇာပနာဘွဲကြီးနာရောက်သမီးလူသားနဲ့ဆူညာလို့ဘာတွေပါလိမ့်သမီးအမေနဲ့သမီးနဲ့တူလာတာသမီးလည်းမေးကြည့်ရမှာပေါ့တကားကြီးဘုရားဘာတော့ဘုရားဒါဘာပွဲတော့တကားကြီးမလာပါဘုရားဒီပွဲကခင်္ဃာမြင်နာမှာ3နှစ်တိုင်တိုင်းစကားမပြောပဲကျင့်တယ်ခင်္ဃာတိရိယယဟန္တာမထေကြီးပြိဋိဘံစမ်းလို့နောက်ဆုံးပူဇော်ပွဲကြီးပါဘုရားဟောအမေယဟန္တာကြီးပူဇော်ပွဲတယ်မေရဲ့ဟောကြလိုက်တာသမီးရဲ့လာလာအမေတို့သွားဖူးကြစို့သမီးကလေးပခုံလက်ကိုင်းလို့သမီးလေးကရှေ့ဆောင်လို့မျက်စိကလည်းမှုန်လှရှာပြီလေဖွားအိုကြီးဘွားရောက်တော့သွားရင်နဲ့သမီးအမေဘယ်လိုမှမအောင်မင်းနဲ့နော်ညီကိုတော့ဘုရားအနတ်နဲ့တူလိုက်တာသမီးရဲ့ဟုတ်ပါတယ်မေရဲ့သမီးလည်းဘယ်လိုမှမအောင်မင်းနဲ့နော်
အခုတော့ဘုရားအနောက်မှာပဲမင်းရဲ့အေးရဟန္တာကြီးဖူးပြီးတော့မှအမေတို့ရှောက်ရှားကြတာပေါ့သူတာမှလည်းမသိဘူးဒီလိုနဲ့ရဟန္တာကြီးဓာတ်တော်ယုတ်ကလနာရောက်တော့လက်အုပ်ချီပြီးတော့အမေတာရဟန္တာကြီးရဲ့ယုတ်ကလဓာတ်တော်ပဲမင်းရဲ့ဖူးတော့အမေလို့သူကဖူးနေတုန်းသမီးကလေးကငြိမ်မနေဘူးထိုင်ရာကထားပြီးလောင်းတိုက်တွေစင်နေပြတ်တတ်တွေတလားတွေလှမ်းမျောကြည့်သမီးမငြိမ်တယ်လို့အမေကလည်းငြိမ်မထိုင်မနေဘူးမတ်တရပြီးတော့ယုတ်ကလဘေးခေါင်းရင်းကကတ်လို့မျက်နှာတော်လွှမ်းထားတဲ့သင်္ကန်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကိုကအားရရော့အလိုဖယားငါသားရဲ့မျက်နှာလေးနဲ့တူလိုက်တာဟုတ်များနေမလားဒီခြားနဲ့ငုံကြည့်ဟုတ်ပါတယ်သားလေးနဲ့တူပါရဲ့လူကလေးခေါ်မဖြစ်ဘူးမခေါ်ရဲတာသားဟုတ်ရင်တော်ပါရဲ့မဟုတ်ရင်ရဟန္တာကြီးလာပြီးသားစွတ်ဆွဲရမလားလို့ဆွဲထုတ်မှအကြောက်သားဟဲ့သမီးမေးလာစားသမီးကြည့်စားညီကူတော်ဖျားနဲ့မျက်နှာလေးနဲ့တူလိုက်တာအမေမျက်စိမှုံလို့လားမသိပါဘူးသမီးရဲ့ဒီထဲကလေးမလေးကသေချာငုံကြည့်ဟောဟုတ်ပါပြီမေရဲ့ကူတော်ဖျားပါပဲမေရဲ့ကူတော်ဖျားပါပဲအမေရဲ့ဟင်ပါလူကလေးလူစိမ်းသားကြီးအမလေးမျက်ရည်ဆွေးရလို့တုံးပြီးတော့ဒုက္ခတွေရောက်စဉ်အခါတုန်းကငါသားတယောက်တည်းခံစားရတာမဟုတ်ပါဘူးအဲ့ဒီဒုက္ခတွေခံစားတော့ကအမေလည်းပါပါတယ်တားရဲ့ဟောဒီမင်းနှမလေးလည်းပါတယ်တားရဲ့ခုတော့လေဒုက္ခကိုတွင်းကလွတ်အောင်ယုံတဲ့အခါကျမှငါသားကြီးတခါရဲ့ယုံထွက်ရပါပဲရဲ့ယဟန္တာကြီးဆိုတားရတဲ့တရားတွေအမေတို့ထပ်ပြီးတော့ပြတော်မူပါအောင်တော်လားလူကလေးတားရဲ့လူစိတ်သားကြီးရဲ့အမေတို့တရားဓမ္မတွေပြပြီးတော့မသွားနိုင်တော့ပါလားဒုက္ခဖြစ်တဲ့တတ္တဝါချင်းအတူတူအခုတော့တပါးရဲ့ယုံတဲ့အမေအိုနဲ့နှမကိုတရားဓမ္မတွေပြပါအောင်တော်လားတားရဲ့လို့အမေအိုကြီးကဇော့ငိုနှမလေးကလည်းအကူတော်ဖယားရင်မပေါ်မျက်နှာအပ်ပြီးတော့ငိုနောက်ဆုံးကြတော့အမေလို့သူကယုတ်ကလပ်ပေးကကတ်လို့အနိစ္စဘိဇနာဟုထိတ်စရဓမ္မမလေးတဲကြောက်စရာကောင်းတဲ့အနိစ္စတရားပါလားယဟန္တာဟာကြီးတော်မှလည်းမထားအမေနဲ့နှမကိုတွေ့ခွင့်မပေးတရားလေးတစ်ပုဒ်လုံးမှလည်းဟောမပြနိုင်ခုတော့လေဟောဒီလောကကြီးတဲ့ကနေပြီးတော့အမေနဲ့နှမကွယ်အောင်ပြုတ်ပြီးတော့တပါးတည်းခေါ်သွားရဲ့လေချင်းတာရဲ့အမေတို့တရားဓမ္မတွေမနာရတော့ပါလားရဲ့လို့အနိစ္စဘိဇနာဟုထိတ်စရဓမ္မကတိန်သာအသေးမကြီးဟင်ညလို့သံဃာရဲ့မှာယဟန္တာသံဃာမှာတိဏ္ဏခဏသိရှာဘောအင်းကြီးရဘာအင်းကြီးရမလေးအမေတို့ဘယ်လိုမှတားလို့မရမယ်အတူတူတော့မတကသွားရှာဖို့အမေသားဟာဖယားတွေအဆူဆူကမြောက်ရှာတဲ့နိဗ္ဗာန်ကိုစိတ်ကြောင်းမဟုတ်လို့ရဲ့ကွယ်ဟမမင်းမြတ်ကြွလို့သွားဟာအမေမတော်ပရိရိပွားဟာဟောဒီတားတော်ကြီးကိုတော့အလို့အမလေးငူလိုက်တဲ့ဘိက္ခုနီမကြီးဗျာဒုက္ခရောက်ပြီလေပြိဿရဲ့အဲ့ဒီလိုငိုပြီးတဲ့နောက်ဆုံးတားတော်ကြီးယုတ်ကလနောက်ဆုံးပူဇော်ဝဲကြီးပြီးတဲ့အချိန်ခါမှာအမေနဲ့နှမကလည်းကမ္မထံတရားကြီးကြိုးစားအားထုတ်လိုက်တာအာသဝေါကုံခန့်၍ယဟန္တာမိမကြီးတွေဖြစ်ကြပါတယ်ဗျာဘေးသားကြီးသူတို့သားမိသုံးအောင်မြဲရည်တွေဘယ်လိုသုံးလာတာရေလိုသုံးပေမဲ့လို့ယဟန္တာကြီးတွေဖြစ်တယ်ဆိုတော့ပြိဋိဘံစံပြီးနောက်ထပ်ဇာတိအစ်တဖန်ပြန်ရပါဦးမလားဒါပြင်သူတို့ဘဝကအစလားအလယ်လားနောက်ပိတ်ဆုံးလားဒါကြောင့်မျက်ရည်တွေရေလိုသုံးဘဝနောက်ပိတ်ဆုံးဆိုတဲ့ဇတ်တော်သည်သားမိ၃ယောက်စလုံးယဟန္တာဖြစ်တဲ့နေရာမှာ
နေထိတန်းသွားပါပြီ12နာရီခွဲတော့မယ်ခင်ဗျားတို့လည်းဘေးတီကုတ်ကထိုင်တော့ဘယ်နဲ့ဟာဒီမှလည်းမသိဘူးကိုင်းတုတ်ကလက်မြောက်ရမှာပါဗျာကိုင်းဆိုကြအလုံးတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးကုန်ရနေညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးရနေညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအလုံးကုန်ရနေညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးဝမ်းသာရကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြရတည်တည်သောမိမိတို့အိမ်ငရဌာနသို့နိဝတ္တန်တို့သိခရဲသာပြန်ကြပေတော့နိဝတ္တန်တို့မေတ္တာရဲ့ဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရသမျှစီရောခြေတရဆွေကလျံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း